ဇလန်လေးရဲ့အစမှာတော့အရင်စီစဉ်ကတငယ်ချင်းဖြစ်သူတွေကိုပါဆုံးရှုံးခဲ့ရပြီးကျောင်းမှာပြောင်းခဲ့ရတဲ့ရွှန်းရှိဦးဟာစိတ်ဒဏ်ရာတွေရနေခဲ့ပါတယ်။တငယ်ချင်းတယောက်ကိုလည်းရန်သူဖြစ်နှုတ်ဆက်ခဲ့ရတဲ့အပြင်တငယ်ချင်းတယောက်ကိုပါကိုမဝင်သွားတာကြောင့်အကုန်လုံးဟာသူ့ကြောင့်ဆိုပြီးနောင်တတွေရနေခဲ့တဲ့သူပါ။ဒါကြောင့်အိမ်မပြောခဲ့တာလည်းကြာပြီးမို့စိတ်တွေတောက်နေရပြီးစိတ်ရောဂါကိုဆရာဝန်နဲ့ပါဆွေးနွေးနေရပါတယ်။အရာရာဟာသူ့ကြောင့်ဆိုတဲ့အတွေးတွေကြောင့်နောင်တတွေထဲမှာပဲပေးမိနေပြီးအရင်ကစာတော်ခဲ့တဲ့ရွှန်းရှိဦးဟာအခုတော့ဘာမှအာရုံစိုက်လို့မရတော့ပါဘူး။ကိုရီးယားကျောင်းတွေရဲ့ထုံးစံအတိုင်းအနိုင်ကျင့်မှုတွေရှိနေခဲ့ပေမဲ့လည်းရှိဦးကမမြင်ချင်အောင်ဆောင်နေခဲ့ပါတယ်။ကျောင်းသားတော်တော်များများကလည်းရွှန်းရှိဦးဆိုရင်မထိရကြပဲအရင်ကျောင်းမှာနာမည်ဆိုးရှိခဲ့တဲ့သူမို့ရှောင်ကြပါတယ်။ရှိဦးကတော့ကျောင်းရောက်တာနဲ့အိတ်ဖို့ဖြစ်နေပြီးတနေ့ကုန်ကိုလည်းအိတ်နေရင်းနဲ့ပဲဖြတ်တန်းနေပါတယ်။ညဘက်တွေမှာအိတ်မရတာမို့နေ့ဘက်မှာအိတ်ဖို့စူးစမ်းနေသူရွှန်းရှိဦးကိုဂျွန်းထဲဆိုတဲ့ကျောင်းသားကလွယ်အိတ်နဲ့ဝင်တိုင်းမိလိုက်ပါတယ်။ရှိဦးမောကြည့်လိုက်တဲ့အခါမှာတော့ဂျွန်းထဲကတကယ်မတော်တဆဖြစ်တာပါဆိုပြီးတောင်းပန်နေတာမို့အထူးတလဲဒေါသထွက်မနေတော့ပါဘူး။ကျွန်းထဲဆိုတာကတော့ကျောင်းမှာနိုင်ကျင်းခံကျောင်းသားတယောက်ဖြစ်ပြီးတကြောင်လုံးကလူမိုက်တွေကိုမိုးလိုက်ပို့ပေးရပါတယ်။ဥစ္စာစင်းချိန်တိုင်းတကြောင်လုံးကိုမိုးလိုက်ပို့ပေးရပြီးမထင်ရင်မထင်သလိုအနိုင်ကျင်းခံငွေညစ်တာကိုလည်းခံခဲ့ရပါတယ်။ဒီကျောင်းမှာကကြီးနိုင်ငံချင်းဖြစ်နေတာမို့အနိုင်ကျင်းခံကျောင်းသားတွေကလည်းတော်တော်များပါတယ်။ကျောင်းသားတွေဟာကျောင်းတက်ပြီးဆိုလို့ရှိရင်ဖုန်းတွေကိုအပ်ထားခဲ့ရပါတယ်။ဒီလိုအပ်ထားတဲ့ဖုန်းတွေကိုတော့ကျွန်းထဲကိုတုံးချပြီးခိုးယူတဲ့သူတွေလည်းရှိနေခဲ့ပြန်ပါတယ်။မိုးပို့ပြီးတဲ့အခါမှာကျွန်းထဲကဖုန်းသိမ်းထားတဲ့ဇယားကိုထုတ်ကြည့်ပါတယ်။ရှီဝန်းဟာဘလို့လူလဲဆိုတာကိုသိချင်တာမို့ဇယားကိုကြည့်တဲ့အခါမှာမနစ်ကကျောင်းပြောင်းလာတဲ့သူသွားမရှုပ်ရဆိုပြီးသားရေးထားပါတယ်။အနေအေးတဲ့သူမို့ဘလို့သွားမရှုပ်ရလဲဆိုတဲ့အကြည့်နဲ့ဂျွန်းထဲလဲလှမ်းကြည့်လိုက်မိပါတယ်။ဒီလိုနဲ့စာတင်ချိန်နားတဲ့အခါမှာရှီဝန်းကိုစကားလိုက်ပြောပြီးဘာဖုန်းအမျိုးအစားကိုင်လာလဲဆိုတာလိုက်မေးပါတယ်။ရှီဝန်းကတော့ဘာမှပြန်မပြောဘဲဒီတိုင်းသာထွက်လာခဲ့လိုက်ပါတယ်။ဂျွန်းထဲကတော့ကျောင်းမှာဖုန်းတွေလိုက်ခိုးပေးနေတဲ့ချွဲဟိုမန်းဆိုတဲ့လူထံအနိုင်ကျင့်ခံနေရပြီးဖုန်းတွေကိုခိုးပေးနေရပါတယ်။ဒီအလုပ်ကိုလည်းစီးပွားရေးတစ်ခုလိုသဘောထားနေတာမို့များများခိုးဖို့ကိုသာဖိအားပေးခံနေရပါတယ်။ဖုန်းသိမ်းစရာကိုထုတ်ကြည့်လိုက်တဲ့အခါမှာရှီဝန်းသွားမထီရဆိုတာကိုတွေ့တာမို့ဘာလို့မထီရလဲဆိုပြီးဂျွန်းထဲကိုမေးပါတယ်။ရှီဝန်းကျောင်းကိုလေးလာထားတဲ့ဂျွန်းထဲကတော့ကျောင်းကိုရောက်ချင်းလူမိုက်တွေကိုနိုင်ယူခဲ့တဲ့သူမို့ပြဿနာသွားမရှာဖို့ပြောလိုက်မိပါတယ်။မိချောင်းမင်းကမှရေကင်းပြလိုက်တယ်လို့ဖြစ်နေတာမို့ဂျွန်းထဲကိုတွေ့ပါတော့တယ်။နောက်ပြီးရှီဝန်းရဲ့ဖုန်းကိုခိုးခဲ့ဖို့ကိုသာပြောလိုက်ပါတယ်။ဒါကြောင့်ဆရာစီကနေဖုန်းတွေသွားယူလာပြီးရှီဝန်းရဲ့ဖုန်းကိုခိုးဖို့စဉ်းစားနေပါတယ်။တစ်ဖက်ကလည်းအနိုင်ကျင့်နေကြသူတွေဖြစ်ပြီးတစ်ဖက်မှာလည်းတကြောင်လုံးကရှိန်နေရတဲ့ចောင်းသားဖြစ်နေတာမို့ကျွန်းထဲကလမ်းပြောင်းနေပါတယ်။ဒါပေမဲ့နေရတာကပူကျောက်ဆရာကောင်းတာမို့ရှီဝန်းရဲ့ဖုန်းကိုပဲခိုးယူလာခဲ့လိုက်ပါတယ်။ចောင်းသားတွေကိုဖုန်းတွေပြန်ပေးတဲ့အခါမှာတော့ရှီဝန်းရဲ့ဖုန်းကပါမလာတော့ပါဘူး။ဒါကြောင့်မေးကြည့်ပြန်တော့လေရေးရပြန်မဖြေတာမို့အထူးတလဲရံမဖြစ်ချင်တော့တဲ့ရှီဝန်းလည်းဒီတိုင်းပဲထားလိုက်ပါတယ်။ကျွန်းထဲကျောင်းဆိုတာကိုသိပေမဲ့နောက်ွယ်မှာလူတွေထက်ရှိနေသေးနိုင်တာမို့ရှီဝန်းကနှုတ်ဆက်နေခဲ့တာပါကျွန်းထဲကတော့ချွဲဟိုမန်တို့အဖွဲ့စီကိုတွားပြီးဖုန်းတွေကိုတွားအပ်နေရပြီးဒီမြင့်ဝင်းကိုလည်းရှီဝန်းကမြင်လိုက်ပါတယ်။ဒါကြောင့်မလုံတော့တဲ့ကျွန်းထဲကလည်းရှီဝန်းကိုစကားတွေတွားပြောနေပြီးဖုန်းကိစ္စတွေပါလာပါတယ်။ရှီဝန်းကတော့ငါ့ကိုမသိဘူးထင်နေလားဆိုပြီးပြန်မေးလိုက်တာမို့သူ့ဆန္ဒမပါပဲခိုးယူခဲ့ရတဲ့ကျွန်းထဲလည်းစွန့်အားသွားပါတယ်။နောက်ပြီးတရေဘောမကြောင်နဲ့ဆိုတဲ့ရှီဝန်းရဲ့စကားကြောင့်အမြဲတမ်းနိုင်ကျင့်ခံနေရသူကျွန်းထဲဟာအရှိုက်ထီသွားခဲ့ရပါတယ်။ရှီဝန်းဟာသူ့မိခင်နဲ့တူတူရှိနေတဲ့အချိန်တွေမှာတောင်တယောက်တည်းဖြစ်တယ်လို့နေရပြီးအရာရာကိုနောင်တတွေရနေပါတယ်။သူ့အတွက်ကြောင့်နဲ့တင်ငယ်ချင်းဖြစ်သူကိုမဝင်သွားခဲ့ရတယ်ဆိုတဲ့အတွေးဟာအကြီးမားဆုံးဖြစ်နေပြီးစူးဟိုနာမှာပဲအမြဲတမ်းလာနေတတ်ပါတယ်။ဒီနေ့တော့ကျောင်းသားတယောက်ကိုတရေဘိုးကြောင်နေလို့ပြောခဲ့လိုက်တဲ့အကြောင်းကိုလည်းစူးဟိုကိုပြန်ပြောပြနေပါတယ်။တကယ်တော့သူကိုယ်တိုင်တရေဘိုးကြောင်နေခဲ့တာဖြစ်ပြီးအရာရာကိုရင်ဆိုင်ဖို့အတွက်အားရမရှိခဲ့တဲ့သူပါ။ဒီလိုနဲ့ကျောင်းဖွင့်ရောက်တဲ့အခါမှာတော့အသက်မပါတဲ့ရှီဝန်းဟာကျောင်းကိုတာဝန်ရရောက်လာခဲ့ပါတယ်။စိတ်တွေအဆင်မပြေပါဘူးဆိုကမှချွဲဟိုမန်တို့အုပ်စုကကျွန်းထဲကိုအနိုင်ကျင့်နေရနဲ့လေတိုးပါတယ်အနိုင်ကျင့်တာကိုမြင်ရင်ဘလို့မှတီးမခံတတ်ပေမဲ့နောက်တစ်ခါရန်ဖြစ်ဖို့ကိုလန့်နေတဲ့ရှီဝန်းကတော့စိုက်ကြည့်နေခဲ့ပါတယ်ရှီဝန်းရဲ့အေးဆက်ဆက်အကြီးတွေနဲ့တင်ချွဲဟိုမန်ကသွေးပြက်နေတာမို့ဒီတစ်ချိန်မှာတော့ဘာပြဿနာမှမတက်ခဲ့ပါဘူးမုတ်စားစင်းချိန်မှာတော့ရှင်းဝန်းစီကိုရွန်ထဲကအေးတပူးလာပေးပါတယ်။သူမှမထားဘူးလို့ပြောပေမဲ့ဖုန်းကိစ္စအပြစ်ရှိတာမို့လာပေးကြောင်းနဲ့ဖုန်းကိုလည်းခိုးခဲ့တဲ့အကြောင်းတခါတည်းဝန်ခံပါတယ်။တရားဘောမကြောင်မှုအတွက်သူဘယ်လိုလုပ်ရမလဲစဉ်းစားပေမဲ့ကိုခံပညာလည်းမတက်ခန္ဓာကိုယ်ကလည်းမကြမ်းခိုင်တဲ့သူမို့သူ့ကိုတင်ပေးဖို့ရာရှင်းဝန်းကိုတောင်းဆိုပါတယ်။တငယ်ချင်းတွေဆုံးရှုံးပြီးကြတဲ့ကတငယ်ချင်းအသက်တွေထပ်မလို့ချင်တော့သူရှင်းဝန်းကတော့နယူတန်ရဲ့တတိယနိယာမကိုသာကျင့်သုံးဆိုပြီးတော့သာပြောသွားပါတယ်။နယူတန်ဆိုတာကဘယ်ကောင်မှမသိတဲ့ဂျွန်ထဲကလည်းနယူတန်ရဲ့တတိယနိယာမဆိုတာကိုဂိုဂဲမှာရိုက်ရှာနေရပါတယ်။အဲ့ဒီချိန်ချွဲဟိုမန်တို့ကတော့ကျောင်းကခိုးလာသမျှငွေတွေနဲ့တောက်စားနေကြပြီးပျော်ပါနေပါတယ်။ချွဲဟိုမန်ကလည်းသူသွားစရာရှိတာမို့သူ့ပေါ်တော်တွေစီကနေရှောင်ထွက်လာလိုက်ပါတယ်။အိမ်ပြန်နေတဲ့ရှီအွန်းကလည်းအိမ်သေးကိုမရောက်နိုင်ပဲစိတ်တွေလေးလံနေခဲ့ပါတယ်။တနေရာရောက်တဲ့အခါမှာတော့ကျောင်းသား2ယောက်ကိုနိုင်ကျင့်နေတဲ့လူမိုက်အုပ်စုကိုတွားတွေ့ပါတယ်။မကြခင်မှာပဲချွဲဟိုမန်ကရောက်လာပြီးစောင်းကျယ်နဲ့တွေ့ကျင်တယ်လို့ထိုလူမိုက်အဖွဲ့စီကိုပြောပါတယ်။သူတို့ကိုယ်တိုင်တောင်အကိုကြီးစောင်းကျယ်လို့ခေါ်ရတဲ့သူကိုအွန်ချင်းထက်တန်းကျောင်းကချွဲဟိုမန်ဆိုတဲ့ကောင်ကတွေ့မယ်လို့ပြောနေတာမို့စွန့်အားနေကြပါတယ်။ဒီမြင်ကွင်းတွေကိုတော့ရှီဝန်းဟာအတိတ်ပဲမဲ့ငေးကြည့်နေခဲ့ပါတယ်ချွဲဟိုမန်လည်းအထက်ကဂိမ်းစောနေသူစောင်းကျဲထံကိုရောက်လာပြီးသူဟာချွဲဟိုမန်မှာဆိုပြီးမိတ်ဆက်ပါတယ်တ
တစ်ဖက်လူကတော့ဂိမ်းစော့မပြတ်ပဲချွဲဟိုမန်ကိုလည်းဂိမ်းမဆိုင်ပါဘူးချွဲဟိုမန်ကသူ့မှာဖုန်းနေရှိပြီးအမျက်ငွေသာပေးမယ်ဆိုရင်ဖုန်းလုံး100လောက်ယူလာပေးမှာဖြစ်ပြီးသူ့ကိုဂိုင်းနဲ့ခေါ်ဖို့အတွက်တဖွားဖွားတွေပြောနေပါတယ်ဒါပေမဲ့စောင်းကျဲကတော့ဂိမ်းရှုံးနေပြီးသူ့ရဲ့ပြိုင်ဘက်ဖြစ်သူကိုလည်းဂိမ်းထဲမှာမနိုင်ရင်အပြင်မှာတွဲမယ်ဆိုကဝင်ပြင်းပါတယ်ဒီလိုဇာတ်နဲ့ကောင်ဆိုတာကိုသိတာနဲ့လူမိုက်ထားဖမ်းနေတဲ့ချွဲဟိုမန်လည်းလစ်ပြေးပါတော့တယ်တစ်ဖက်ကဂျွန်းထဲကတော့နျူတန်ရဲ့တတိယနိယာမဆိုတာကိုပဲစဉ်းစားနေပြီးဝေလီဝေလင်းမှာအကြောင်းကိုရောက်လာခဲ့ပါတယ်တက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိတယ်ဆိုတဲ့အကြောင်းကိုရေရွတ်လိုက်ရင်ချွဲဟိုမန်ကိုဖီဆန်ကသူခိုးသမျှဖုန်းတိုင်းကိုပြန်ပေးလိုက်ပါတော့တယ်长官曹总后အနက်ရောက်တဲ့အခါမှာတော့ចောင်းသားတွေကပျောက်သွားတဲ့ဖုန်းတွေကိုပြန်ရနေတာမို့ပြောနေကြပါတယ်တချို့ကလည်းချွဲဟိုမန်ကဂျွန်းထဲကိုတီးတော့မယ်ဆိုကတယောက်တစ်ခွန်းတွေပြောနေကြပါတယ်ဒီဝင်းရဲ့ဖုန်းလေးလည်းပြန်ရောက်နေပြီးတောင်းမှမှာလည်းဆိုရဲစာလေးပါနေခဲ့ပါတယ်တစ်ဖက်ကချွဲဟိုမန်ကတော့အလုံး100လောက်ယူလာခဲ့မယ်ဆိုပြီးဂတိပေးထားကမှရှိသမျှအလုံးတွေအကုန်ပျောက်သွားတာမို့တင်းနေပါတယ်ဂျွန်းထဲလောက်တာကိုတီးတာနဲ့ဒေါသတွေအကုန်ပေါက်ကွဲပါတော့တယ်ဒါကြောင့်ပဲဂျွန်းထဲရှိတဲ့အခန်းစီရောက်လာကြပြီးတက်ဆက်ပွားကောင်ဆိုတဲ့စကားနဲ့အတူဂျွန်းထဲကိုတွေ့ပါတော့တယ်ဂျွန်းထဲတယောက်ကလည်းတက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိတယ်ဆိုတဲ့စကားကိုကောင်းကောင်းနားလည်နေပြီးမို့ပါမောက်ကုံကုံပြီးအထိုးခံပါတယ်ဘလို့ပဲထိုးချိတ်အနိုင်ကျင့်နေပါသေးရန်ဖြစ်ဖို့ကိုစိတ်နာသွားတဲ့ရှီဝန်းကတော့ထိုင်ဟန်ကနေထမလာခဲ့ပါဘူးအာမတန်တဲ့အနိုင်ကျင့်မှုမှာကူကေယာမဲ့သူဂျွန်းထဲတယောက်ကနီယူတန်ကိုယုံပြီးအထိုးခံနေရပါတယ်အဆုံးသက်အနေနဲ့ချွဲဟိုမန်လည်းခုံနဲ့ကောက်ရိုက်မယ်လို့တဲ့အချိန်မှာတော့ရှီဝန်းကဝင်လာပြီးဖြတ်ကန်လိုက်ပါတယ်시끄럽잖아စီဇန်1မှာစူဟိုပြောခဲ့တယ်လို့စီးမကျော်နဲ့ဆိုကဝင်တားလိုက်ရင်အပိုင်း1ကဒီနေရာလေးမှာပဲပြီးဆုံးသွားပါတယ်စီဇန်1ကိုမကြည့်ရသေးရင်လည်းတွားရှာကြည့်ထားဖို့ပြောချင်ပါတယ်စီဇန်1ကိုနားလေကမှစီဇန်2ဆက်ကြည့်ရတာဟာအရသာရှိမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အပိုင်း2မှာပြန်တွေ့ပါမယ်ဗျကျွန်တော်ကတော့ဒေဝပါအရင်အပိုင်းမှာဂျွန်းထဲကိုဝင်ကူညီနေတဲ့ရှီအွန်းဟာချွဲဟိုမန်ကိုစီးမကျော်နဲ့ဆိုပြီးဝင်တားပါတယ်ဖုန်းတွေအကုန်ပေးလိုက်ရတဲ့အပြင်တခိုးဆိုတဲ့နာမည်ပါကြီးနေတာမို့စိတ်တူနေတဲ့ချွဲဟိုမန်လည်းရှီအွန်းကိုရင်ဆိုင်မှုပြင်ပါတယ်ဒါကြောင့်ပထမဆုံးတစ်ချက်ကိုတော့အားပါပြင်းထန်စွာထိုးချလိုက်ပါတယ်ပထမတစ်ချက်ဟာအတော်ပြင်းထန်နေဆိုပေမဲ့အသက်မဲ့နေတဲ့အကြည့်ယူနဲ့တူရှီအွန်းဟာပြန်လည်ထလာခဲ့ပါတယ်ဒါကြောင့်ဇက်တိုက်နှစ်ချက်ထိုးလိုက်ပြီးရှီအွန်းလည်းအတော်ထိနာသွားပုံပါဒါပေမဲ့မတုံမလုံးနဲ့ပြန်ရောက်လာသူရှီအွန်းကြောင့်ထိုးတာထိုးနေရပေမဲ့ချွဲဟိုမန်လည်းကြောချမ်းလာပါတယ်သူ့ကိုတခုခုများလှုပ်တော့မလားဘောပင်နဲ့ပဲထိုးမလားဆိုပြီးစိတ်ပူနေရင်နောက်ဆုံးတစ်ချက်ကိုတော့ထိထိမိမိထိုးချလိုက်ပါတယ်။မှာတော့ဘတ်စကတ်ဘောအသင်းသားတွေဟာရန်ဖြစ်လို့ကြောင်းသားခံရတဲ့ဘာကူဆိုတဲ့အကြောင်းကိုပြောနေကြပါတယ်။ရန်ဖြစ်တာမဟုတ်ဘူးဆိုပြီးဂိုထတ်ဆိုတဲ့ကောင်ကရှင်းပြပေမဲ့ဘာကူအကြောင်းကိုမကောင်းပြောနေတာမို့ဒေါသတွေထွက်လာပါတယ်။ဂိုထတ်ဆိုတာကတော့ဘတ်စကတ်ဘောအသင်းသားဖြစ်ပြီးဂျီကွမ်တို့ကိုလည်းမြို့နယ်လက်ရွေးစင်အထိကစားဘူးတဲ့သူပါ။အခုတော့ပြိုင်ပွဲတွေနီးနေပြီမို့ဘတ်စကတ်ဘောဆရာကြီးတွားခေါ်မယ်ဆိုပြီးထွက်လာပါတယ်။အဲအချိန်မှာပဲချွဲဟိုမန်ကပြဿနာရှာနေပြီဆိုတဲ့သတင်းကြောင့်ဂိုထတ်လည်းလိုက်ကြည့်ပါတယ်။ရှီဝန်းတို့ခန်းစီရောက်လာတော့ချွဲဟိုမန်ဟာမနာတန်းထိုးနေပေမဲ့ပြန်ထားလာသူရှီဝန်းကြောင့်ဂိုထတ်လည်းနားမလည်နိုင်ဖြစ်ရပါတယ်။ချွဲဟိုမန်ကလည်းထိုးတာထိုးနေရပေမဲ့ဘာကိုကြောက်လို့ကြောင်မှန်းမသိပဲအသက်ရှူတန်တွေပါမှားလာပါတယ်ဒီတစ်ချက်မှာတော့အပြင်းထန်ဆုံးထိုးချက်ကိုပခုံးကိုဖွင့်ပြီးထိုးလိုက်တာမို့စူဟိုတင်ပေးထားသလိုရှီဝန်းလဲရှောင်လိုက်ပါတယ်ဒါကြောင့်မထိုးမိလိုက်ပဲအားလွန်သွားတဲ့ချွဲဟိုမန်ကတော့ចောင်းသားတွေရှေ့မှာအဆက်ကွဲပါတယ်ရှက်ရရန်ပြီးရှီဝန်းကိုလည်းမနာတန်းဆဲနေပေမဲ့သူကိုယ်တိုင်ကတော့မောနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဂိုထက်ကဝင်တားလိုက်ပြီးရန်ပွဲကိုအဆုံးသတ်စေပါတယ်တစ်ဖက်လူကလည်းကျောင်းမှာအာနာရှိတဲ့ကောင်မို့လွယ်လွယ်နဲ့မရက်ပဲဂိုထက်ကိုဘာကူရဲ့ခိုင်းမဲ့ဆိုပြီးပြန်ပြောပါတယ်သူတို့ကျောင်းမှာတော့ဘာကူဆိုတဲ့ကျောင်းသားဟာအတိုက်ခိုက်ကျွမ်းကျင်သူဖြစ်ပြီးဂိုထက်နဲ့အတော်ရင်းနှီးကြပါတယ်အခုခါမှာတော့ရန်ဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားထားရတာပါခုရဲ့ခိုင်းဘက်ဆိုတဲ့စကားကိုမကြိုက်တဲ့ဂိုထက်လည်းသူတက်မြောက်ထားတဲ့ခြေကန်ချက်ကိုထုတ်ပြလိုက်ပါတယ်မင်းတို့ကောင်ကိုငါတကယ်လှုပ်ချင်တစ်စက္ကန့်တော့မကြာဘူးဆိုပြီးပြောလိုက်တာမို့ချွဲဟိုမန်လည်းလစ်ပြေးပါတော့တယ်ရန်ပွဲကိုဆုံးတက်ပေးလိုက်တာမို့ကျေးဇူးတင်စကားဆိုမဲ့ထင်ထားခဲ့ပေမဲ့ရှင်ဝန်းကတော့ကျွန်းထဲစီကိုသာသွားထူပါတယ်ဒဏ်ရာပလာပွားရနေတဲ့သူတွေမို့ကျောင်းကဆေးကန်းကိုသွားဖို့လုပ်ကြပါတယ်ဒါကြောင့်ဂိုထက်လည်းငါကကျေးဇူးတင်ခံခြင်းလို့လုပ်တာမဟုတ်ပေမဲ့မင်းတို့ကရိုင်းလာလားစက်တွေတုံးနေတာလားဆိုပြီးရှင်ဝန်းကိုလှမ်းអော်ပါတယ်ရှင်ဝန်းရဲ့ထုံးစံအတိုင်းမျက်နှာသိမ့်တဲ့အတူကျေးဇူးဆိုတဲ့စကားတစ်ခွန်းနဲ့ထွက်သွားပါတော့တယ်ဆေးပေးကန်းကိုသွားဖို့ထွက်လာကမှဂျွန်းထဲကမသွားရဲပဲသူတို့ကိုယ်ပိုင်နေရာလေးစီခေါ်လာပါတယ်ဆေးပေးကန်းကိုသွားမယ်ဆိုရင်ချွဲဟိုမန်ကိုဆရာတွေကခေါ်ရိုက်မှာမို့သူတို့ကိုချွဲဟိုမန်ကထက်ရိုက်မယ်အကြောင်းရှင်းပြပါတယ်ဘလို့ပဲဆိုပါအောင်တော့ဒီနေ့အတွက်တော့ကျေးဇူးတင်တဲ့အကြောင်းကိုဂျွန်းထဲကရိုးသေးသွားပြောလိုက်ပါတယ်ဒီလိုနဲ့ဆေးထဲနေတော့မှပဲဂျွန်းထဲရဲ့အနိုင်ကျင့်ခံတငယ်ချင်းတွေရောက်လာကြပြီးဂျွန်းထဲကိုသတင်းမေးပါတယ်သူတို့အားလုံးဟာဂျွန်းထဲကြောင့်ပဲအနိုင်ကျင့်ခံဘွားကနေလွတ်ပြီးဆိုကပျော်နေကြပါတယ်တ
တစ်ဖက်ကဘတ်စကတ်ဘောအသင်းသားတွေကတော့စစ်လက်ခိုးတောက်နေရင်ရှင်းဝင်းရဲ့အကြောင်းကိုပြောနေကြပါတယ်ရှင်းဝင်းဟာပြန်ထိုးစရာတော့မလိုပဲချွဲဝမန်ကိုနိုင်ယူလိုက်တယ်ဆိုပြီးပြောနေတော့ကိုထက်ကရောက်လာပါတယ်ရှင်းဝင်းရဲ့အကြောင်းကိုမျိုးစုံတွေပြောနေတာမို့ရှင်းဝင်းဘာကောင်လဲဆိုပြီးကိုထက်ကမေးကြည့်ပါတယ်ရှင်းဝင်းကတော့ကြောင်းပြောင်းလာချင်းချင်းချွဲဝမန်နဲ့တစ်ခါရန်ဖြစ်ဖူးပါတယ်ခရဲကချွဲဝမန်ကမထိရဲတော့တာဖြစ်ပြီးအခုခါကတော့ဒုတိယအချိန်မှာရှင်းဝင်းဆိုတာကလည်းအရင်ကြောင်းမှာနာမည်ကြီးလူမိုက်ဖြစ်ကြောင်းကောလာဟာလာဘောင်းစုံကိုပြောပြပါတယ်မယုံတယုံနဲ့ကိုထက်ကတော့ကောလာဟာလာပါဆိုပြီးထွက်လာတော့ချွဲဝမန်နဲ့တိုးပါတယ်ကိုထက်ကိုရှိန်နေတဲ့ချွဲဝမန်ကတော့ဘာမှပြန်မပြောပဲပြဿနာမရှာတာမို့ကိုထက်လည်းလွတ်ပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့ချွဲဝမန်ကြီးတော့အဆက်ကွဲပြီးလို့ပြောနေကြတဲ့ကောင်တွေစီကိုရောက်လာပါတယ်ဒါကြောင့်စကရောဖရောတွေလုပ်ပြီးချွဲဝမန်မရေးမိအောင်ဖုံးရဖိရပါတယ်ရှရန်ရန်လာတဲ့ချွဲဝမန်ကတော့ကိုယ့်ကိုကောက်ွယ်ပေးနေတဲ့သူကနောက်ကျောကိုဓာတ်နဲ့ထိုးမယ်ဆိုရင်ဘယ်လိုခံစားရလဲဆိုတာကိုအတိတ်ပဲပါမေးလိုက်ပါတယ်တစ်ဖက်ကအိမ်ပြန်နေတဲ့ရှင်ဝင်းရဲ့နောက်ကိုတော့ဂျွန်ထဲကလိုက်လာပါတယ်။ကျေးဇူးတင်တာမို့မဂနီဆီယမ်ပါတဲ့ဆေးတွေအပြင်အားဆေးတွေဗိုက်တာမင်တွေပါလာပေးပြီးအိမ်မပျော်သူရှင်ဝင်းကိုကျေးဇူးဆက်ပါတယ်။ဒီလိုနဲ့ရှင်ဝင်းလည်းအိမ်ကိုရောက်တဲ့အခါမှာထုံးစံတိုင်းအိမ်မပျော်ခဲ့ပဲညနေလာခဲ့ပါတယ်။ဒါကြောင့်ဆရာဝန်ပေးတဲ့ဆေးတွေကိုမတောက်ပဲဂျွန်ထဲပေးတဲ့ဆေးကိုစမ်းတောက်ကြည့်တဲ့အခါမှာအိပ်ပျော်သွားပါတယ်။နေ့ခင်မုတ်စားဆင်းချိန်တိုင်းအိပ်ပျော်နေတဲ့သူရှင်ဝင်းဟာအခုတော့ကန်တင်းကိုရောက်လာပါတယ်။ဂျွန်ထဲကလည်းဒီနေ့အေးရေးဝါခဲ့လားလို့မေးကြည့်တော့သူတကယ်အိပ်ပျော်ခဲ့တာမို့ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ဒီလိုနဲ့ဂျွန်ထဲနဲ့ရှင်ဝင်းရဲ့ဆက်ဆံရေးဟာပုံမနှွေးထွေးလာခဲ့ပြီးတငယ်ချင်းတွေလိုဖြစ်လာခဲ့ပါတယ်။မုတ်စားပြီးတဲ့အခါမှာတော့ရှင်ဝင်းတို့နှစ်ကောင်လည်းကျောင်းဝင်းထဲမှာအေးဆေးထိုင်နေကြပါတယ်။မုတ်စားဆင်းချိန်တိုင်းမုတ်တွေလိုက်ဖို့ခဲ့ရတဲ့ဂျွန်ထဲကတော့အခုလိုမအေးချမ်းသေးဘူးဆိုကရင်ဖွင့်နေပါတယ်။ဒီအချိန်မှာပဲချွဲဝမန်ကရောက်လာပြီးနှစ်ယောက်ကြားကိုဝင်ထိုင်ကရင်းနှီးတယ်လို့လုပ်ပါတယ်။ရှင်ဝင်းကိုလည်းတူထိုးခဲ့ပြီးလို့တောင်းပန်လိုက်ပြီးဂျွန်ထဲကိုပါမျက်နှာချိုသွေးပါတယ်။နောက်ပြီးကိုထက်ကိုညွှန်ပြကကျောင်းကလူမိုက်မှုတတိထပြီးနေဖို့ကိုလည်းမဟုတ်တန်တရားတွေအားချောင်းပါတယ်။သူ့ကိုလာကြည့်နေတာမို့ချွဲဝမန်တို့ကိုလည်းကိုထက်ကပြန်ကြည့်ရင်အချိန်တွေကတင်းမာလာပါတယ်ဒီလိုနဲ့ချွဲဝမန်ကနားကိုကတ်လာပြီးသူနဲ့ရှင်ဝင်းပေါင်းလိုက်ပြီးမို့မင်းနဲ့ဘာကူကိုအနိုင်ယူမယ်ဆိုပြီးလာပြောပါတယ်ဘာကူဆိုတဲ့အတန်ကိုကြားတာနဲ့ပြေးထိုးတော့မဲ့ကိုထက်ကိုလည်းအသင်းသားတွေကဝိုင်းဆွဲထားရပါတယ်ချွဲဝမန်ကတော့ကျောင်းတော်အကျန်းဖက်ခံနေရပါတယ်ဆိုပြီးထားអော်ပါတော့တယ်ဒီလိုနဲ့ရှင်ဝင်းတို့လည်းသူတို့အခန်းလေးစီပြန်လာရင်တန်းစင်ကန်သွားကျင်တာကြောင့်ဂျွန်းထဲကနေခဲ့လိုက်ပါတယ်ဂျွန်းထဲနောက်ကိုတော့ချွဲဝမန်ရဲ့အောက်ဆွဲတွေရောက်လာကြပြီးဆွဲခေါ်သွားပါတယ်တစ်ဖက်ကကိုထက်တို့ကတော့ကျောင်းမြိုင်ပွဲနီးပြီးမို့လေ့ကျင့်ခန်းကိုသွားလုပ်နေတော့ချွဲဝမန်ကရောက်လာပါတယ်ဘတ်စကတ်ဘောအခန်းကိုလည်းစိတ်ကြိတ်တောင်းကြံပြီးဖျက်ဆီးပါတော့တယ်စာတင်နေတဲ့ရှီဝွန်ကတော့အရင်နေ့တွေကလို့မဟုတ်ပဲလန်းဆန်းတက်ကြွနေပါတယ်။ဂျွန်းထဲကိုတွေးမိလာဆိုတဲ့ဆရာရဲ့အမေကိုလည်း9ချိန်တွေကပျောက်နေတာဖြစ်ကြောင်းထပြောပါတယ်။ဒါကြောင့်ဆရာတော်အောင့်နေရပြီးရှီဝွန်ကစကားပြောထက်လာဆိုကစားနှောက်နေပါတယ်။ရှီဝွန်ကတော့ဂျွန်းထဲကိုစိတ်ပူနေပြီးဖုံးခေါ်ကြည့်ပေမဲ့မကင်ပါဘူး။အဲဒီချိန်မှာပဲချွဲဝမန်ကရောက်လာပြီးဂျွန်းထဲကိုထက်တို့အနိုင်ကျင့်နေတယ်ဆိုကဂုံချောပါတယ်။ဘတ်စကတ်ဘောအခန်းစီကိုရှီဝွန်ရောက်လာတဲ့အခါမှာတော့အရာရာဟာပြက်စီနေတာကိုမြင်လိုက်ရပါတယ်။ကိုယ်နဲ့မဆိုင်တဲ့အပြင်ဂျွန်းထဲပါရှိမနေတာမို့ရှီဝွန်လည်းလှည့်ထွက်လာလိုက်ပါတယ်။တစ်ဖက်ကကိုထက်စီကိုတော့အနိုင်ကျင့်နေကြကျောင်းသားတယောက်ကိုလွတ်လိုက်ပြီးရှီဝန်းနဲ့ထိုးရအောင်ဆိုကလိန်ခေါ်ပါတယ်မင်းနဲ့ဘာခုကိုတတ်ချင်တယ်အခုလာခဲ့ဆိုပြီးမရဲတရဲပြောနေတဲ့ကောင်ကြောင့်ကိုထက်လည်းထွက်သွားပါတယ်အဲ့ဒီချိန်မှာတော့ဘတ်စကတ်ဘောခန်းထဲကထွက်လာသူရှီဝန်းကိုကိုထက်ကလှမ်းမြင်လိုက်ပါတယ်ပြီးသူတို့အခန်းလေးဟာလည်းရစရာမရှိအောင်စုပ်ပြက်နေပြီးမို့ရှီဝန်းလုပ်တယ်လို့ပဲထင်သွားပါတယ်ချွဲဝမန်တို့ကတော့ရှီဝန်းနဲ့ကိုထက်ဟာတကယ်တိုက်ခိုက်တော့မှကြောင့်နှစ်ကောင်လုံးထိနာနေချိန်ငါတို့ဝင်တီးမယ်ဆိုကအစီအစဉ်ချနေကြပါတယ်ကျောင်းဆင်းတဲ့အခါမှာတော့တမန်လန်းကမပြန်ပဲရှင်ဝန်းတို့နှစ်ယောက်ကဖျက်လန်းကပြန်လာကြပါတယ်ဒီလန်းဟာအနေရများပြီးလူမိုက်ပေါ်တယ်လို့ဂျွန်းထဲကရှင်းပြပေမဲ့အချိန်ကုန်တက်တာတယ်ဆိုကဖျက်ချလာပါတယ်အဲ့ဒီအချိန်မှာပဲကိုထက်ကပြေးလိုက်လာပြီးတူတန်ပိုးထားရတဲ့စူးတစိတ်တွေအပြင်အရာအလုံးဖျက်ဆီးခံရတာကြောင့်သွေးဆူနေပါတယ်ဂျွန်းထဲကတော့ဓာတွေကအထင်လွဲတာပါဆိုပြီးရှင်းပြပေမဲ့ကိုထက်ကလက်မခံပါဘူးလက်မခံတဲ့သူကိုရှင်ဝန်းလည်းအထူးတလဲရှင်းပြမနေတော့ပဲရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်ကိုထက်ဟာစိတ်တူနေရကြောင်းအရင်ကျောင်းမှာလူတက်ခဲ့တာမလားဆိုပြီးရှင်ဝန်းကိုရန်ဆပါတယ်လူတက်ခဲ့တာမဟုတ်ပဲသူချစ်ရဆုံးတငယ်ချင်းဖြစ်သူကိုမဝင်ခဲ့တာမို့စိတ်ထိခိုက်နေရသူရှီဝန်းလည်းစတင်တိုက်ခိုက်ပါတယ်ချီကွမ်တို့ကိုမြို့နယ်အစင်တီတက်မြောက်ထားသူကိုထက်နဲ့အုံနောက်ကိုတုံးချပြီးနီးရလက်နက်နဲ့တိုက်ခိုက်တဲ့သူရှီဝန်းတို့ရဲ့တိုက်ပွဲဟာပြင်းထန်လာပါတယ်ဘားတပြန်ကြားတပြန်တိုက်ခိုက်နေရင်တခဏအတွင်းမှာပဲရန်သူတွေဖြစ်သွားပြီးမို့ဘာကုံမှညှတာမနေတော့ပဲတကယ်တိုက်ခိုက်ကြပါတယ်စလုံးအထိနာနေတဲ့အချိန်မှာတော့ချွဲဝမန်တို့အဖွဲ့ဟာဒုတ်တွေနဲ့ရောက်လာပြီးပြေးရိုက်ပါတော့တယ်။၃ယောက်နဲ့အများဖြစ်နေတဲ့အပြင်အပြင်းထန်တိုက်ခိုက်ထားတဲ့သူတွေမို့တက်လုံတွေလည်းကြာနေကြပါတယ်။ဒါပြင်လက်နက်တွေပါပါနေတာမို့အသေးအံခုခံနေပေမဲ့အားကမမျှလာပါဘူး။ရှီဝန်းကလည်းအထိနာနေတဲ့အပြင်ပွဲသိမ်းရိုက်ချက်တီးခံရမယ့်အချိန်မှာတော့ရှီပါအကုန်ရက်ဆိုတဲ့အတန်းကပေါ်လာပါတယ်။တချင်းအကျယ်ကြီးဖွင့်ပြီးဘတ်စကတ်ဘောနဲ့အတူဘာကူဆိုတဲ့ကောင်ကရောက်လာပါတယ်။သူ့တငယ်ချင်းကိုထက်ကိုလည်းငါကဆာကူရာဂီဆိုတဲ့ကာတွန်းဇက်ကောင်နဲ့တူလားဆိုပြီးစားနှောက်နေပါတယ်။ဘာကူဆိုတာကတော့ဒီကျောင်းမှာအာနာအကြီးဆုံးဖြစ်ပြီးချွဲဝမန်ကစားကြောက်ရပါတယ်အနိုင်ကျင့်တာရန်ဖြစ်တာနဲ့စီးကန်းပြတ်တာတွေကိုဘာကူကပြင်းပြင်းထန်ထန်ဂိုင်းတွေတက်ပြီးဘယ်ကောင်မှရန်မဖြစ်ရဘူးဆိုတဲ့မိန့်ကိုလည်းထုတ်ထားတဲ့သူပါခါမှာတော့အင်အားများတဲ့တိုက်ပွဲဟာအနိုင်ကျင့်တာဆိုပြီးတတ်မှတ်လိုက်ပါတော့တယ်ဒါကြောင့်ပဲကြည်ဘူးလှုပ်ရှား
ရှာမှုဆိုတဲ့တိုက်ကွက်နဲ့အတူဘတ်စကတ်ဘောနဲ့ချွဲဝုံမန်းကိုရိုက်ချလိုက်ပါတယ်နောက်ပြီးရှီအုံးကိုလည်းမမြင်ဘူးသေးတာမို့မင်းကဘယ်ကကောင်လဲလို့မေးလိုက်ရင်အပိုင်းနှစ်ကဒီနေရာလေးမှာပဲပြီးဆုံးသွားပါတော့တယ်ဒီတစ်ပိုင်းမှာအများနဲ့ဖြစ်ပေမဲ့ရှင်းချခဲ့တဲ့ရှီအုံးကိုဘာကူကတက်တိကောင်းတယ်ဆိုကချီကျူးနေပါတယ်သူတငယ်ချင်းကိုထက်ကိုလည်းကျောင်းမှာသူမရှိတော့အဆင်ပြေလားဆိုကအလာပါတလာပါတွေပြောနေပါတော့တယ်ချွဲဝုံမန်းရဲ့အောက်ဆွဲကောင်တွေကတော့သူတို့ဆရာကိုထိခိုက်သွားတာမို့ဒေါသတွေထွက်နေကြပေမဲ့ချွဲဝုံမန်းကတော့ပြေးဖို့ပြောပါတယ်ဘာကူဘာကောင်လဲမသိသေးတဲ့ကောင်တွေလည်းဘာကူကိုသွေးပေါင်လာချိန်နေကြပါတယ်အများနဲ့တယောက်ဆိုပေမဲ့ရှင်ထိုးနေကြတော့မလို့တဲ့ဘာကူကြောင့်ရှင်ဝန်းအောင်အံ့ဩနေရပါတယ်ဘလို့ပဲလူမိုက်လုပ်တွေလုပ်နေပါစေအွန်ချင်းเจ้าမှာတော့ရမဖြစ်ရဘူးလို့ပြောရင်ဘာကူကပြန်လွှတ်ပေးလိုက်ပါတယ်ကိုထက်ကလည်းသူမှားသွားတာမို့ရှင်ဝန်းကိုလာရောက်တောင်းပန်ပါတယ်မတုံမလုံးနဲ့ရှင်ဝန်းကြောင့်ဘာကူကပဲဂျားကနေဝင်ပြီးတောင်းပန်ပေမဲ့ရှင်ဝန်းကတော့ဘာမှမပြောဘဲထွက်သွားခဲ့ပါတယ်သူများဘွားကိုဖျက်ဆီးပြီးလူကောင်းလုံးမနေနဲ့ဆိုတဲ့ကိုထက်ရဲ့စကားတွေကိုသာပြန်ကြားနေရပြီးသူ့ရဲ့စိတ်ဓာတ်တွေဟာပြန်လဲနာကျင်လာပါတယ်ဒီလိုနဲ့ဘာကူကကျောင်းသားရဲ့ပြည့်ပြီးမို့ကျောင်းစီကိုပြန်လဲရောက်ရှိလာပါတယ်တကျောင်းလုံးမှာအာနာရှိပြီးချစ်ကြောက်ယိုသေးရတဲ့ရပီတာတယောက်ဖြစ်နေတာမို့အကုန်လုံးကနှုတ်ဆက်ပါတယ်ကျောင်းမှာအနိုင်ကျင့်နေတဲ့ကောင်တွေကိုလည်းကျောင်းသားတွေကိုအနိုင်မကျင့်ဖို့ရာစကားနဲ့ပဲဖြေရှင်းနိုင်လိုက်ပါတယ်ပျော်ပျော်နေတတ်ပြီးအရာရာကိုကောင်းမြင်တတ်သူဘာကူကကိုထက်နဲ့ညီကိုရင်းတွေလိုခင်တတ်ကြပါတယ်တယောက်နဲ့တယောက်လည်းစားနှောက်နေတတ်ကြပြီးအန်ဂျူဆန်းတက်မှုမှာ69ပဲရတဲ့ဘာကူကိုထက်ကလှောင်းပြောင်းပါတယ်ဘာကူနဲ့ကိုထက်အချစ်ဆန်းနေတော့မှပဲမျက်နှာသိနဲ့ရှင်ဝန်းကရောက်လာပြီးငါတို့ကိုရုံးခန်းကခေါ်တယ်ဆိုကလာပြောပါတယ်မနေ့ကတရားအောက်မှာရန်ဖြစ်ခဲ့တာမို့ဆရာကခေါ်ဆူနေတာပါရန်ဖြစ်တာမဟုတ်ပဲချွဲဝမန်းကလက်ဝင်တိုက်ခိုက်တာပါလို့ပြောပေမဲ့တစ်ဖက်ပိတ်ဆရာကလက်မခံပါဘူးအဲ့တခုမှလောက်အပ်ပေးလို့နေတာမို့ကျောင်းမရက်မှာလောက်အပ်ပေးရမယ်ဆိုကအပြစ်ပေးပါတယ်ဘလို့ပဲဆော့ရကတက်တက်ဘာမှပြောင်းလဲသွားမှာမဟုတ်တာမို့ဘာကူကပဲဆရာကိုတောင်းပန်လိုက်ပါတယ်ဒါကြောင့်ပဲသူတို့၄ယောက်ဟာဒီကျောင်းမရက်မှာလောက်အပ်ပေးသွားရတော့မှာပါရုံငန်းတွေကထွက်လာတဲ့အခါမှာတော့အသက်မဲ့စွာကြော်တက်သွားတဲ့ရှင်ဝန်းကိုဘာကူကတငယ်ချင်းဆိုပြီးလန့်អော်ပါတယ်တငယ်ချင်းဟောင်းတွေကိုမိထားကမှတငယ်ချင်းဆိုတဲ့ခေါ်တန်ကြောင့်ရှင်ဝန်းလည်းလှည့်ကြည့်လိုက်မိပါတယ်ဘာပြောရမှန်းမသိတဲ့ဘာကူလည်းကိုထက်ကပြောစရာရှိတယ်ဆိုပြီးကိုထက်စီကိုလွှဲချပါတယ်ကိုထက်ကိုတိုင်လည်းဆက်ဆံရေးညံ့ဖြစ်တဲ့ရှင်ဝန်းကိုဘာပြောရမှန်းမသိတာကြောင့်တောင်းပန်ပါတယ်ဆိုပြီးသာပြောချလိုက်ပါတယ်ရှင်ဝန်းကလည်းတကယ်စိတ်ရင်းနဲ့တောင်းပန်ပါတယ်ဆိုတာပြန်ပြောနေတာမို့ကိုထက်နဲ့ဘာကူလည်းကြောင်သွားကြပါတယ်ပြေလေတလူလူနဲ့မပြေလေတဲ့ပြေလေမှုမျိုးဆိုပြီးဘာကူကကောက်ချက်ပေးပါတယ်ရှင်ဝန်းကလည်းစကားပြောရင်ငါ့ကိုခေါင်းလာမထိနဲ့ဆိုတာဘာကူကိုအေးဆက်စွာပြန်ပြောလာမှုမပြေလေသေးတာကိုနားလေလိုက်ပါတယ်ဒါကြောင့်ဘာကူလည်းပြန်လဲပြေလေသွားအောင်ခေါင်းကိုလာမထိနဲ့ဆိုတဲ့ရှင်ဝန်းကိုသပင်တော့ဖွာပါတယ်ခေါင်းကိုထိတာဘာမှမဖြစ်ပဲခေါင်းကိုရိုက်ခါမှဖြစ်တာဆိုတာရှင်ဝန်းနဲ့ငြင်းငြင်းယူလိုက်ပါတယ်တငယ်ချင်းဆိုတဲ့ဝေါဟာရကိုဘဝနဲ့ရင်ပြီးနားလဲခဲ့တဲ့ရှင်ဝန်းကတော့အချိန်တိုင်းပျော်နေပြီးအေးချမ်းနေတတ်တဲ့ဘာကူကိုတကယ်အားကျနေပါတယ်ဘာကူဘာကောင်လဲဆိုတာရှင်ဝန်းကတီးချင်လာတာမို့မေးကြည့်လိုက်တဲ့အခါမှာတော့တကြောင်လုံးကိုကာကွယ်ပေးနေရတဲ့သူဖြစ်ကြောင်းဂျွန်းထေကပြန်ပြောပါတယ်သူတို့မျိုးလေးမှာဂိုင်းတစ်ခုရှိနေပြီးထိုဂိုင်းကောင်းဆောင်ကတော့ရော့ရီထက်တန်းကျောင်းကနာဘဲကျင်ဆိုတဲ့သူပါနောက်တစ်ယောက်ကတော့ဂဟတ်ထက်တန်းကျောင်းကကွန်းဆောင်ကျဲရွန်းဆောင်ထက်တန်းကျောင်းကဒိုးဆောင်မူနဲ့ဘဲတုံအားဆိုပြီးပြောပြပါတယ်ကျောင်းအကောင်တွေဟာလူမိုက်ဂိုင်းတစ်ခုဖွဲ့ထားပြီးချွဲဝုံမန်းကလည်းဖုံးနဲ့ခိုးနေတာဟာဒီဂိုင်းထဲကိုဝင်ကျင်လို့ဖြစ်ပါတယ်ဘာကူကတော့ထိုဂိုင်းကဝင်ဖို့ခေါ်နေပေမဲ့ဝင်ဖို့ညှင်းဆန်နေပြီးဒီကျောင်းကလူတွေကိုလည်းထိုဂိုင်းထဲကိုမဝင်ဖို့တားမြစ်ထားတဲ့သူပါဒါကြောင့်ပဲအွန်ချင်းကျောင်းဝတ်စုံနဲ့တွေ့မယ်ဆိုရင်ဘသူ့ကိုမဆိုဂိုင်းသားတွေကရိုက်နှက်တတ်ပါတယ်ရိုက်နှက်နေတော့မှပဲဘာကူနဲ့တိုးပြီးဒေါသထွက်သွားတဲ့ဘာကူကထိုဂိုင်းသားတွေကိုထိုးချစ်ရင်းနဲ့လက်လွန်ခဲ့တာကြောင့်တောင်းနာခဲ့ရတာပါကျောင်းကလူတွေကိုကာကွယ်ရင်းနဲ့ကျောင်းမှာနားလိုက်ရတဲ့ဘာကူချောင်းကိုဂျွန်းထေကအစဆုံးရှင်းပြပါတယ်အခုမှသိခဲ့ပေမဲ့ရှင်ဝန်းကတော့ဘာကူရဲ့အကြောင်းကိုသာတွေးနေမိပါတယ်တစ်ဖက်ကနာဘဲချင်းရဲ့ဂိုင်းထဲမှာတော့ဖုံးနေယူလာမယ်လို့ကတိပေးပြီးမယူလာတဲ့ချွဲဝုံမန်းကိုထိုးကျိတ်နေပါတယ်။အွန်ချင်းချောင်းဟာဘာကူကြောင့်မရသေးတာမို့အွန်ချင်းချောင်းကကောင်ဆိုရင်အညာတာမဲ့စွာထိုးကျိတ်တတ်ပါတယ်။အခုလည်းချွဲဝုံမန်းကိုနာဘဲချင်းကတွေးကျင်နေဆိုတာကြောင့်တွားတွေ့ရပါတယ်။နာဘဲချင်းဆိုတာကတော့စာတော်တဲ့လူတစ်ယောက်ဖြစ်ပြီးအခုလည်းစာလုံးနေတဲ့သူပါ။ချွဲဝုံမန်းဟာဘလို့ပဲဘာကူကိုနိုင်ယူမယ်ဆိုပြီးပြောနေပေမဲ့နာဘဲချင်းကတော့အေးမလုပ်ပါဘူး။ဒါကြောင့်ပဲချွဲဝုံမန်းကိုပြန်ခေါ်သွားကြပြီးပြန်လည်နှိပ်စက်ကြတော့မှာပါ။ဘာကူကြောင်းပြန်တက်နေပြီဆိုတဲ့သတင်းကြောင့်သူတစ်ဖက်စောင်းချေကိုလည်းနောက်ရောက်ခံထားဖို့နာဘဲချင်းကတတိပေးနေပါတယ်။စောင်းချေကလည်းဒီချက်ပိုင်းမှာအားနေတာမို့ဒီတာဝန်ကိုလုံးမယ်ဆိုကပြန်ပြောလိုက်ပါတယ်။နောက်တစ်ရက်မှာတော့စိုးရင်ချင်းမှုပြတိုက်မှာရှင်ဝန်းတို့ကလှုပ်အားပေးနေရပါတယ်။အဲ့ရင်မဝတဲ့ပြင်စိတ်ထန်ရာတွေကြောင့်ပင်ပန်းနေသူရှင်ဝန်းဟာထုံးစံတိုင်းအသက်မပါလာပြန်ပါဘူး။သူကတော့ရှင်ဝန်းနဲ့ပြောင်းပြန်ဖြစ်ပြီးအတော်တက်ကြွနေကလှုပ်အားပေးနေရတာကိုလည်းပျော်နေတဲ့ပုံပါ။ဒီလိုနဲ့ထမင်းစားနာတဲ့ခါမှာတော့ဘာခူရဲ့ဝါသနာအတိုင်းပောက်ကရတွေရှောက်ပြောရင်းပြောနေပါတယ်။တငယ်ချင်းတွေကိုတတိယနေတဲ့ရှင်ဝန်းကတော့ပြောစရာစကားဝိုင်းလေးမှာတော့တိတ်ဆိတ်နေခဲ့ပါတယ်။တိတ်ဆိတ်နေတဲ့ရှင်ဝန်းစီကိုမှကင်ချီဘက်ကြီးကကြာသွားတာမို့ဘာခူတို့သုံးကောင်လဲထိုးခံရမှာကိုစိုးရိမ်နေပါတယ်။အင်းကြီးအဖြူမို့အစွန်းနေမပြောင်းဘူးဆိုတဲ့ဂျွန်းထဲရဲ့စကားကြောင့်ဘာကူနဲ့ကိုထက်လဲဆွန့်အားရပြန်ပါတယ်။ဒါပေမဲ့ရှီဝင်းကတော့ဒေါသမထွက်ပဲအိမ်သားလေးကိုသွားကဆေးလိုက်မယ်ဆိုပြီးထသွားပါတယ်။
အိမ်သားတွေကရှီဝင်းစီကိုတော့ဘောက်ကူနောက်ကိုနောက်ရောက်ခံလိုက်နေတဲ့စောင်းကျယ်ဆိုသူကရောက်လာပါတယ်ရှီဝင်းကိုလည်းဓာတ်ပုံရိုက်ယူလိုက်ရင်လူပေါင်းမှားရင်နောက်နောက်ရမယ်ဆိုပြီးပြောပါတယ်ဒီလိုနဲ့ဘာရန်ညုံးမှမရှိပဲဝင်တိုက်ခိုက်ပါတယ်ရန်ပွဲတွေနဲ့အသားကျနေတဲ့ရှီဝင်းကတော့စောင်းကျယ်ရဲ့တိုက်ခွက်တွေကိုပြန်ကာနိုင်လိုက်ပါတယ်မိရလက်နက်ကိုတုံးပြီးတိုက်ခိုက်တဲ့သူမို့ဘေးကပစ္စည်းတွေကိုရှီဝင်းကလှမ်းကြည့်ပါတယ်ဒီတစ်ခေါက်မှာတော့လာနှောက်ဆက်တာဖြစ်တာမို့ဘောက်ကူဘေးကနေဝဝေးနေဆိုပြီးပြောသွားပါတယ်အိမ်သားတွေကထွက်တဲ့အခါမှာတော့ဘောက်ကူနဲ့တိုးပါတယ်ဘောက်ကူကိုလည်းမထီမဲ့ပြင်းနေပြောပြီးသူတို့ဂိုင်းထဲကိုဝင်ဖို့ပြောလာပါတယ်ဘောက်ကူကတော့မငြင်းငွေသေးဘူးလားလို့ပြောရင်ဂိုင်းထဲဝင်ဖို့စိတ်ကူမရှိကြောင်းပြန်ပြောလိုက်ပါတယ်ဒါကလာနှောက်ဆက်တာမို့ဘောက်ကူကိုလည်းရန်ရှာမနေပဲစောင်းကျယ်ကပြန်ထွက်သွားပါတယ်ရှီဝင်းကိုလည်းဘောက်ကူကတောင်းပန်လိုက်ပြီးသူ့ကြောင့်နဲ့ထိုးခံရရင်သူ့ကိုပြန်ထိုးဆိုကရှီဝင်းကိုတောင်းပန်နေပါတယ်တစ်ဖက်ကနာဘဲချင်းကတော့သူတို့ကြောင့်မှတကြောင်လုံးပထမဆိုတဲ့စုကိုလက်ခံရယူနေပါတယ်တယောက်လုပ်ပြီးငွေရှာနေတဲ့ဆိုပေမဲ့စာတော်ပြီးချမ်းသာတဲ့လူတဦးလည်းဖြစ်နေပြန်ပါတယ်ဒါကြောင့်ဒီအလုပ်တွေဟာဝါသနာရလုပ်နေတဲ့ပုံစံမျိုးပါကျောင်းဆင်းတဲ့အခါမှာတော့နာဘဲချင်းရဲ့နောက်ကိုလူတစုကလိုက်နေကြပါတယ်ဘူတော်ဟောင်းတစ်ခုတည်းကိုမြားခေါ်သွားတဲ့နာဘဲချင်းကြောင့်နောက်ကလိုက်လာသူလူတအုပ်လည်းအခက်တွေ့သွားပါတယ်ဒီလူတွေကတော့တခြားမဟုတ်ပဲချွဲဝမန်းတို့ဖွဲ့ပါနာဘဲချင်းတို့ကိုင်းကရိုက်နှက်ခဲ့တာကြောင့်နာဘဲချင်းတဦးတည်းရှိနေတော့မှလောက်ကျန်တာဖြစ်ပါတယ်ဒါပေမဲ့နာဘဲချင်းဆိုတဲ့ကောင်ကလည်းဂိုင်းတစ်ခုလုံးကိုအုပ်ချုပ်နေရတာမို့သူ့ရဲ့လက်ရည်ကလည်းမသေးလာပါဘူးချွဲဝမန်းတို့အုပ်စုကိုလည်းလက်ပလာနဲ့ပဲအမောက်တိတ်နိုင်လိုက်ပါတယ်သွားပေးပြီးမို့အိမ်ပြန်တော့မဲ့လေးကောင်လည်းညသာစားဖို့ရှီဝင်းကိုခေါ်ပါတယ်ရှီဝင်းကတော့ညင်းလိုက်ပြီးကိစ္စရှိလို့ဆိုကရှောင်းထွက်သွားပါတယ်ဘလို့ပဲဖြစ်ဖြစ်အကောင်းမြင်တတ်တဲ့ဘာကူကတော့တကယ်ကိစ္စရှိလို့သာဆိုပြီးထင်နေပါတယ်ဒါကြောင့်ဘာကူတို့သုံးကောင်လည်းဘာကူပေးပိုင်းနဲ့စားတော့ဆိုင်စီကိုရောက်ချလာပါတယ်ဘာကူအဖေကတော့ပညာရေးမှလည်းအချိုးမပြေအလုပ်လည်းမရှိတဲ့ဘာကူကိုအမြင်မကြည့်ပါဘူးဘလို့ပဲဆိုပါအောင်တော့ကြက်ကြော်လက်ကားစားရတာမို့ဘာကူလည်းဘာမှပြန်မပြောနေတော့ပါဘူးတငယ်ချင်းအစ်စ်တွေဖြစ်တဲ့ဂျွန်းထဲရဲ့အကြောင်းတွေရှီဝင်းဘလို့ကြမ်းခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုတော့ကိုတက်ကရှင်းပြနေပါတယ်ရှီဝင်းဟာအရင်ကြောင်းမှာမတော်တဆမှုရှိခဲ့တာကြောင့်တငယ်ချင်းဖြစ်သူကိုမဝင်ခဲ့ရတာကိုနောင်တရနေတဲ့အကြောင်းကိုကိုတက်ကတေချာရှင်းပြပါတယ်ဘလို့ပဲဆက်ဆက်ရညံ့ဖြစ်နေဆိုပေမဲ့တကယ်ခင်စရာကောင်းပြီးစိတ်ကောင်းရှိတဲ့အကြောင်းကိုလည်းထောက်ခံနေကြပါတယ်ဆေးရုံကိုရောက်နေတဲ့ရှီဝင်းစီကိုဘာကူကဖုံးဆက်လာပါတယ်အကြောင်းကတော့နာဘဲချင်းတို့ဂိုင်းနဲ့ပတ်သက်လိုက်မိပြီမို့ရှီဝင်းကိုထိခိုက်မှာစိုးရိမ်နေတာပါနာဘဲချင်းရဲ့လက်စနဲ့သူ့ရဲ့ဂိုင်းအကြောင်းကိုသိနေတဲ့သူမို့ရှီဝင်းကိုထူးစိုးရိမ်နေပေမဲ့ဆရာကြီးကတော့မတုံမလုပ်ပါပဲဒါကြောင့်ဒေါသထွက်သွားတဲ့ဘာကူလည်းအိမ်ပြန်ရောက်ရင်ပြီးရောဆိုကဖုံးချပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်ရောက်ခံလိုက်နေတဲ့ဆောင်းကျဲကစိတ်ယုံထိလိုက်လာပြီးစူဟိုကိုလာကြည့်ပါတယ်တငယ်ချင်းဖြစ်သူအထိပါထိခိုက်လာတော့မှမို့ရှင်းဝင်လဲဒေါသတွေထွက်လာပါတယ်တစ်ဖက်ကဆောင်းကျဲကလည်းမင်းရဲ့တငယ်ချင်းကိုမထိခိုက်စေချင်ရင်ငါနဲ့လိုက်ခဲ့ဆိုကတနေရာကိုခေါ်သွားရင်ဇက်လက်လေးဟာဒီနေရာလေးမှာပဲပြီးဆုံးသွားပါတယ်အပိုင်းလေးကိုဆက်လက်စောင့်မျှော်ပေးပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဒေဝပါအရှိတစ်ပိုင်းမှာစိတ်ဟုန်ထီရောက်လာပြီးစောင်းကျဲကသူတို့ဂိုင်းစီကိုရှီဝန်းကိုခေါ်လာပါတယ်ဘလို့အကမှမရှိပေမဲ့ကိုမဝင်နေတဲ့တငယ်ချင်းဖြစ်သူကိုထိခိုက်မှဆိုးတာကြောင့်ရှီဝန်းလဲလိုက်လာရပါတယ်အကြောင်းကတော့ရှီဝန်းကိုနာဘဲချင်းကတွေးကျင်တာဖြစ်ပါတယ်နာဘဲချင်းစီရောက်လာတဲ့အခါမှာတော့တင်ချာတူးပုတ်စာတွက်နေတဲ့နာဘဲချင်းကအပြေထွက်မလာလို့အလုပ်ရှုပ်နေပါတယ်ရှီဝန်းကတော့ငါဒီကိုလာရတာဟာပြောစရာရှိလို့ဖြစ်ပြီးအန်းစုကိုမထီဖို့ပြတ်သွားတာပြောလိုက်ပါတယ်အခုနဲ့ကလည်းတငယ်ချင်းတွေမဟုတ်တာမို့စိုးအနားမှာသာမင်းရဲ့အကောင်တွေကိုထပ်တွေးရမယ်ဆိုရင်တက်ပြစ်မယ်လို့ချင်းချောက်လိုက်ပါတယ်နောက်ပြီးနာဘဲချင်းအပြေထွက်မလာတဲ့ပုတ်စာကိုလည်းကင်းရှင်ကိုအရင်ခွဲထုတ်လိုက်ရင်အဖေရှင်ရလွယ်တဲ့ဆိုကရှင်းပြပြီးထွက်သွားပါတယ်နာဘဲချင်းကလည်းဘာကူရဲ့နားမှာသာကတ်မနေဘူးဆိုရင်ဘ누구မှမထိခိုက်ပါဘူးလို့ရှီဝန်းကိုဂတိပေးလိုက်ပါတယ်ပြန်ထွက်လာတဲ့ရှီဝန်းကိုတော့စောင်းကျဲကပြဿနာရှာပါတယ်သူတို့ပိုင်တဲ့ထဲကိုရောက်နေတာမို့မျက်နှာချထားဖို့ပြောပေမဲ့ရှီဝန်းကတော့ဘာမှဂရုစိုက်မနေပါဘူးဒီတိုင်းပြန်လွှတ်လိုက်တဲ့နာဘဲချင်းကိုလည်းစောင်းကျဲကရန်လုံနေပြီးဘာကြောင့်လွှတ်လိုက်တယ်လဲဆိုကမေးခွန်းတွေများနေပါတယ်နာဘဲချင်းကတော့အွန်ချင်းထက်တန်းကျောင်းဟာလူအင်အားသုံးပြီးတင်းသွင်းလို့မရတာမို့စိတ်သက်စစ်စင်ရေးတွေလုပ်ပြီးဘာကူကိုတင်းသွင်းရမှာဖြစ်ကြောင်းရှင်းပြပါတယ်ဘာကူတို့စားတောက်ဆိုင်ကိုလည်းဂိုင်းသားတွေလွှတ်ပြီးပြဿနာရှာဖို့နာဘဲချင်းကအမိန့်ပေးလိုက်ပါတယ်တစ်ဖက်ကဘာကူကတော့လေ့ကျင့်ခန်းတွေလုံနေတော့မှာပဲသူ့ဖေဖြစ်သူစီကဖုံးဝင်လာပါတယ်ဆိုင်မှာပြဿနာတက်နေပြီဖြစ်ပြီးရဲတွေပါရောက်နေတယ်ဆိုတာကြောင့်ဘာကူလည်းအပြေးလာရပါတယ်ဆိုင်မှာတော့ဘာကူရဲ့အဖေနဲ့ရဲတွေကအခြေတင်ဖြစ်နေကြတာမို့ဘာကူကပဲဝင်ပြီးတောင်းပန်ရပါတယ်ပြင်းမှုအနေနဲ့အသက်မပြည့်သေးတဲ့ចောင်းသားတွေကိုအရက်ရောင်းလိုက်တာဖြစ်ပြီးစကန်းကိုလိုက်ခဲ့ဖို့ခေါ်နေပါတယ်မပုံနေကိုကြည့်ပြီးရောင်းနေလို့ပြောနေပေမဲ့နာဘဲကျင်ရဲ့ဂိုင်းသားတွေဟာမတရားအမှုဆင်နေကြတာပါအခုလည်းနာဘဲကျင်ရဲ့လူတွေဆိုတာကိုရိပ်မိသွားတဲ့အခါမှာနာဘဲကျင်စီကဖုံးဝင်လာပါတယ်အဖေဖြစ်သူထိပါထိခိုက်လာနေပြီမို့နာဘဲကျင်ဆိုတဲ့ကောင်ကိုလည်းဘာကူကရင်ဆိုင်ရတော့မှာပါဒါကြောင့်ပဲတွေးရအောင်လို့ချင်းဆိုလိုက်ကြပါတယ်ရှီဝန်းကတော့ဘာခုနဲ့မပတ်သက်ရင်စူအိုကိုလည်းမနှောက်ယှက်ဘူးဆိုတဲ့နာဘဲကျင်ရဲ့စကားတွေကိုသာပြန်ကြားနေရပါတယ်ဘာခုတို့ဘတ်စကတ်ဘောခန်းလေးမှာလည်းကျွန်းထဲကိုကစားနည်းတွေတင်ပေးနေပြီးဘာခုကတော့စိတ်တွေအဆင်မပြေတဲ့ပုံမှာအဲ့ဒီအချိန်မှာပဲရှီဝန်းကရောက်လာပြီးနာဘဲကျင်ဆိုတာကိုသိလားဆိုကလာမေးပါတယ်ဘိုးထက်ကလည်းနာဘဲကျင်ဆိုတာကယူနီယံခိုင်းရဲ့ခေါင်းဆောင်ဖြစ်ပြီးဘာဖြစ်ခဲ့လို့လဲဆိုကပြန်မေးပါတယ်
တငယ်ချင်းအစ်စ်တွေအတွက်တကယ်ပျော်ရွှင်ခဲ့ရပြီးတငယ်ချင်းဆိုတဲ့ဝေါ်ဟာရကိုပြန်လည်ခံစားမိခဲ့ရပေမဲ့သူ့ကြောင့်ကိုမဝင်ခဲ့ရသူစူဟိုနဲ့ရှင်လာတဲ့ခါမှာတော့ရှီအွန်းလည်းတစ်ဖက်ကိုရွေးချယ်ရပါတယ်ငါကမင်းတို့လိုအားမနေတာမို့ငါ့ကိုတငယ်ချင်းဆိုပြီးတီးချင်အောင်မဆောင်နဲ့ဆိုကဘာကူကိုလှမ်းပြောပါတယ်စိတ်ဆက်တဲ့ကိုထက်ကတော့ရှီအွန်းကိုနားမလည်နိုင်အောင်ဖြစ်နေပြီးစကားတွေထများကြပါတယ်နားပဲချင်းတဲ့အတူယူနီယံဆိုတဲ့ဂိုင်းကိုခေလေးတွန်းကြတိနေတဲ့ဘာကူကတော့ရှီအွန်းရဲ့စကားတွေကိုနားလည်ခဲ့ပါတယ်သူကိုယ်တိုင်လည်းအခုခါမှာကြက်ကန်ခံနေရတာမို့ရှီအွန်းကိုလည်းအကြက်ကန်ခံနေရပြီဆိုတာကိုရိပ်မိလိုက်ပါတယ်ဒါကြောင့်ပဲငါတို့တွေမသိခဲ့ဘူးပဲထားလိုက်ပါတော့ဆိုကဘာကူကပြန်ပြောလိုက်ပါတယ်ရှီအွန်းပြန်ထွက်သွားတဲ့အခါမှာတော့ဘာမှနားမလည်တဲ့ကျွန်းထဲကလိုက်ပြီးတောင်းပန်ပါတယ်ချင်းချင်းစိတ်ထဲမပါကြပေမဲ့နားပဲချင်းကြက်ကန်ထားတာကြောင့်မဖြစ်မနေလောက်ရမယ့်ကိစ္စတွေဖြစ်နေပြန်ပါတယ်ဒါကြောင့်ရှီအွန်းလည်းအထူးတလဲရှင်းပြမနေတော့ပဲငါ့ကိုမသိချင်အောင်ဆောင်နေလို့သာပြောရင်ထွက်သွားပါတယ်နောင်ကျိုးအဟောင်းတွေကြောင့်တိမ်မလို့ဖြစ်ခဲ့ရပြီးနောင်ကျိုးအစ်စ်တွေကိုလည်းထပ်မံတန်ရောစင်ရှိနေတဲ့ရှီအွန်းဟာအနာပေါ်အနာဆင့်လာပါတယ်ဒီလိုနဲ့လန်တနေရာမှာတော့ယူနီယံဖွဲ့သားတွေနဲ့တိုးပြန်ပါတယ်နားပဲချင်းကလွတ်ထားဖို့ပြောတဲ့ကောင်ဆိုပြီးရှီအွန်းရဲ့ပုံကိုကြည့်ကလွတ်ပေးလိုက်ပါတယ်ဒါပေမဲ့မင်းရဲ့တငယ်ချင်းတွေဘယ်မှာလဲဆိုတဲ့စကားကြောင့်စိတ်ကူသားတဲ့ရှီအွန်းကတော့တခုခုကိုခံစားလိုက်မိပါတယ်အသက်မပါတော့တဲ့ဘာကူကလည်းအဖေဖြစ်သူနဲ့ယူနီယံအဖွဲ့ဘယ်ဟာကိုရွေးရမလဲမသိတာမို့စိတ်ပြက်နေပါတယ်ကိုထတ်တို့ကတော့ရှီအွန်းအကြောင်းကိုသာပြောလာကြပြီးတကယ်စိတ်ရင်းမပန်မှန်းကိုလည်းရိပ်မိကြပါတယ်နားပဲချင်းနဲ့တွားတွေ့ရမယ့်ဘာကူကတော့ကိုထတ်တို့ကိုနှုတ်ဆက်ပြီးဒီတိုင်းထွက်သွားပါတယ်ယူနီယံအဖွဲ့ကလည်းကိုထတ်တို့ကိုစောင့်ကြည့်နေတာမို့နောက်ကနေလိုက်ချလာပါတယ်ခွန်တရာအောက်ကိုရောက်တဲ့အခါမှာတော့စောင်းချေကအမိလိုက်လာပြီးကိုထတ်ကိုပြဿနာရှာပါတယ်စောင်းချေနဲ့ကိုထတ်ကလည်းဘောင်ချာတွေရှိခဲ့ဘူးပြီးဂျီကွမ်တို့ကစားသမားဘွားကိုစောင်းချေကဖျက်ဆီးခဲ့တာပါရံပွဲတစ်ခုမှာကိုထတ်ရဲ့ဒူးကိုပြင်းထန်ဒဏ်ရာရအောင်စောင်းချေကလုပ်ခဲ့ဘူးပါတယ်ဒါကြောင့်ပဲရန်ညိုးတွေရှိနေတာမို့တနေရာမှာတွားရှင်းရအောင်ဆိုကစောင်းချေကခေါ်နေတာပါကိုထတ်ကချက်ပြလိုက်တာနဲ့ကျွန်းထဲကတော့အသက်ကုန်ထွက်ပြေးပါတယ်တို့မှရှင်မချနိုင်မဲ့အတူတူပုံးနေလိုက်ပြီးရှီဝန်းကိုလှမ်းခေါ်ပါတယ်ဒါပေမဲ့ရှီဝန်းရောက်လာရင်လည်းရှီဝန်းမှာခက်တွေးမှာစိုးတာကြောင့်ဖုံးကိုပြန်ချလိုက်ပါတယ်ဖုံးဝင်လာတာမို့ရှီဝန်းကလည်းပြန်ခေါ်ကြည့်တဲ့အခါမှာကျွန်းထဲကတော့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြောနေရပါတယ်အဲ့ဒီအချိန်မှာပဲယူနီယံဖွဲ့သားတွေကရောက်လာပြီးကျွန်းထဲကိုထိုးချိတ်နေတဲ့အတန်ကိုရှီဝန်းလည်းကြားလိုက်ရပါတယ်ဒါကြောင့်ရှီဝန်းလည်းပြဿနာတစ်ခုခုရှိနေပြီဆိုတာကိုသိတာမို့ပြေးလိုက်သွားပါတယ်တစ်ဖက်ကဘာကူကတော့နားပဲကျင်တို့ဘိုးလင်းယုံကိုရောက်လာပြီးနားပဲကျင်ဘယ်မှာလဲဆိုကမေးပါတယ်သူတို့ကိုယ်တိုင်တောင်အကိုကြီးနားပဲကျင်လို့ခေါ်နေရတဲ့သူကိုဘဲကျင်ဆိုပြီးလာခေါ်နေတာမို့အောက်ဆွဲကောင်တွေလည်းအံ့ဩနေပါတယ်မထီမဲပြင်လုံနေတဲ့ကောင်တွေကိုလည်းဘာကူဘာကောင်လဲသိအောင်တောင်းကျမ်းပြလိုက်တော့မှပဲနားပဲကျင်ရဲ့အခန်းကိုညွှန်ပြပါတယ်နားပဲကျင်ကတော့ထုံးစံတိုင်းတင်ချတွက်နေပြီးအလုရှုပ်နေပြန်ပါတယ်အဖြစ်မရှိတဲ့ဖခင်ကိုရပ်ဖန်းအောင်ထိလှုပ်ထားတဲ့နားပဲကျင်ကိုလည်းဘာကူကဒေါသတွေထွက်နေပါတယ်ဒါပေမဲ့နားပဲကျင်ကတော့ငါမင်းကိုအခုထိတငယ်ချင်းတို့တတ်မှတ်နေတော့မှဖြစ်ကြောင်းထပြောပါတယ်သူတို့ခိုင်းတဲ့ကိုဝင်ရင်လည်းမလောက်เสียလားစာတွေအပြင်နောက်ထပ်မနှောက်ရှက်တော့ပါဘူးဆိုပြီးညှိနိုင်ပါတယ်ဒါပေမဲ့ဘာကူကတော့ငါတက်ထားတဲ့တိုက်ခိုက်ရေးနီလန်းတွေဟာလူမိုက်လို့ဖို့မဟုတ်ဘူးဆိုကအပြက်ညင်းလိုက်ပါတယ်ဒါကြောင့်နားပဲကျင်လေကိုထက်ရောအဆင်ပြေပါမလားဆိုပြီးပြန်မေးတာကြောင့်ကိုထက်တို့ဒုက္ခရောက်နေပြီဆိုတာကိုသိလိုက်ရပါတယ်ဘေးကမီးအိမ်နဲ့နားပဲကျင်ကိုရိုက်ဖို့ပြင်လိုက်ပေမဲ့တငယ်ချင်းတန်ရောစင်လေးတွေကမကုံသေးတာမို့မရိုက်ရက်ခဲ့ပါဘူးဒီလိုနဲ့ကိုထက်စီသွားမယ်လို့မှာတော့ယူနီယံဖွဲ့သားတွေကဘာကူကိုပိတ်ထားကြပါတယ်တစ်ဖက်ကကိုထက်ကလည်းစောင်းချင်နဲ့တိုက်ခိုက်နေရပြီးလက်ရည်ကမမျှလာပါဘူးရံပတ်အဟောင်းတွေဖြစ်တာမို့တယောက်ရဲ့အားနည်းချက်ကိုတယောက်ကသိနေကြပါတယ်စောင်းရည်ကလည်းတော်ရုံလူမဟုတ်ပဲယူနီယံရဲ့ဒုတိယခေါင်းဆောင်ဖြစ်တာမို့ကိုထက်ကိုမထားနိုင်အောင်ထိုးပါတယ်ကိုထက်ရဲ့ဒူးထန်ရာကိုပါတိထားတဲ့သူမို့ဒီတိုက်ပွဲမှာတော့စောင်းကျဲကအနိုင်ရနေပါတယ်တစ်ဖက်ကဘာကူကလည်းနာဖဲကျင်ရဲ့အောက်ဆွဲကောင်တွေပေါ်သူ့ထော်သားတွေကိုပုံချနေပါတယ်ဝန်ချင်းเจ้าမှာပြိုင်ဘက်ကင်ဖိုက်တာတယောက်ဖြစ်တာမို့ဘာမှမဟုတ်တဲ့ကောင်တွေကိုအသာသီးနဲ့ထိုးပြပါတယ်နေရာချင်းနေပေမဲ့တိုက်ခိုက်ရေးကျွမ်းကျင်သူပြီးပြီးကိုလည်းမထိခိုက်အောင်တခြားသူတွေလည်းအထိမနာအောင်ဘာကူကလက်ဆွမ်းပြပါတယ်ယူနီယံကအတော်ဆုံးဖိုက်တာ2ယောက်ကိုတိုက်ခိုက်ရမယ့်အချိန်မှာတော့နာဖဲကျင်ကဝင်တားပါတယ်ဒီလောက်နဲ့ပဲလွှတ်ပေးလိုက်ဆိုတာကြောင့်ဘာကူလည်းကိုထက်ရှိရာကိုအမြန်ပြေးရပါတယ်တစ်ဖက်ကကိုထက်ကတော့စောင်းကျဲထိုးသမျှကိုခံနေရပြီးဘာမှပြန်မလုပ်နိုင်တော့ပါဘူးလက်ရည်မမျှတဲ့အပြင်အပြင်းထန်ရထားတဲ့ဒဏ်ရာပါရှိနေတာမို့ဒီတိုက်ပွဲမှာတော့ကိုထက်ကရှုံးခဲ့ပါတယ်ကျွန်းထဲကလည်းသူ့တငယ်ချင်းကိုမလုပ်တော့ဘူးရှိသမျှတက်သီးတွေနဲ့တားပေမဲ့သူပဲထိုးခံလိုက်ရပါတယ်ကိုထက်ကလည်းအားမတန်ပေမဲ့မန်တော့မလျှော့သေးပဲရသလောက်ပြန်တိုက်ခိုက်ပေမဲ့စောင်းကျဲရဲ့လက်ချက်ကြောင့်အမှောက်သွားပါတယ်ဒဏ်ရာရနေတဲ့နှစ်ကောင်ကိုလည်းစောင်းကျဲကဓာတ်ပုံရိုက်ယူနေပြီးသူ့ရဲ့အောင်ပွဲအတွက်ဂုဏ်ယူနေပါတယ်အဲ့ဒီအချိန်မှာပဲရှီဝန်းကရောက်ချလာပါတယ်ကိုထက်တောင်မနိုင်တဲ့စောင်းကျဲကိုရှီဝန်းကဘောပင်တစ်ချောင်းနဲ့ဝင်ရောက်တိုက်ခိုက်ပါတယ်ဘလို့ပဲဆိုပါအောင်တော့တစ်ဖက်လူကတာမန်လူမဟုတ်တာမို့ရှီဝန်းလည်းထိုးခံရပါတယ်အတိုက်ခိုက်ရေးနီလန်းကိုမှဟုတ်တိပတ်တိမတက်ပဲတက်တိနဲ့အုံနောက်ကိုတုံးချပြီးတိုက်ခိုက်တတ်တဲ့သူမို့ရှီဝန်းကိုတော့ short တွက်လို့မရပါဘူးအုံနောက်ကိုတုံးချပြီးတွက်ချက်တိုက်ခိုက်တတ်သူမို့အစပိုင်းမှာတော့စောင်းကျဲထိုးသမျှကိုငြိမ်ခံခဲ့ပါတယ်သူလိုချင်တဲ့ပန်းအိုးနားကိုရောက်တဲ့အခါမှာတော့စောင်းကျဲကိုပန်းအိုးနဲ့ရိုက်ခါမြေမုံတွေနဲ့အမြင်အာရုံကိုနှောက်ယှက်ပါတယ်မျက်မှန်သမားမို့အမြင်အာရုံနဲ့သူစောင်းကျဲကိုသူ့မျက်မှန်ကိုင်းနဲ့သူခြေထောက်ကိုထိုးဆိုင်လိုက်ပါတယ်ရှီဝန်းရဲ့အားသာချက်ကတော့သူ့ကိုဘလောက်ပဲထိုးတနေရာတဲကိုပဲအထိနာအောင်တိုက်ခိုက်တာပါစောင်းကျဲကလည်းရှိသမျှအားတွေတုံးပြီးရှီဝန်းလက်ကလွတ်ခဲ့ပေ
ပေမဲ့ခန့်မှန်းရခက်တဲ့ရှင်ဝင်းရဲ့တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲကပုံမပြင်းထန်လာပါတယ်သူတစ်ပြန်ကိုတစ်ပြန်တိုက်ခိုက်ရင်တစ်ဖက်ကတော့နာဘဲကျင်တွက်ဖြစ်ခါတစ်ဖက်ကတော့တငယ်ချင်းတွေတွက်ဖြစ်ပါတယ်တိုက်ခိုက်ရေးကျွမ်းကျင်သူစောင်းကျယ်ကိုလည်းတက်တိရှိရှိပြန်ချနေတာမို့ကိုထက်တို့တောင်အံ့ဩနေရပါတယ်ချစ်ရဲ့တစ်ချက်အမှားမှာတော့သူ့ရဲ့ចောင်းသားကုတ်ကိုရှင်ဝင်းကလှမ်းဆွဲလိုက်ပြီးဒလက်ဆက်ကိုတိုက်ခိုက်ပါတယ်ရှီဝန်းဘလိုပဲတိုက်ခိုက်အပြင်းထန်လေးကျင်ထားသူစောင်းကျဲကတော့ပြန်ထားလာနေပြီးရှီဝန်းကိုလည်းဒလက်ဆက်ပြန်ထိုးပါတယ်။ချိန်ကြာလာတဲ့နဲ့အမျှတက်လုံအားနေလာတဲ့ရှီဝန်းလည်းနောက်ဆုံးမှာတော့စောင်းကျဲထိုးသမျှကိုခံလာရပါတယ်။နောက်ဆုံးအဆုံးသက်အနေနဲ့စောင်းကျဲတိုက်ခိုက်မယ်အလို့မှာခြေထောက်ကအနာကိုရှီဝန်းကခေါင်းနဲ့တိုက်ချလိုက်ပါတယ်။ခံမရခက်တဲ့တိုက်ကွက်တွေမို့အသားနာခံပြီးသူလဲနာကိုလဲနာဆိုကဒီတိုက်ပွဲကိုရှီဝန်းကအဆုံးသက်လိုက်ပါတယ်။အပြင်းထန်တိုက်ခိုက်ထားတဲ့နှစ်ကောင်လည်းပြန်မထားနိုင်တော့ပဲလဲနေကြတဲ့အချိန်မှာတော့ဘာကူကရောက်လာပါတယ်။အကံမေးတော်မရတော့တဲ့ရှီဝန်းကိုလည်းအစင်ပြေလားလို့တဖွာဖွာမေးနေပြီးရှီဝန်းကတော့သူ့အချစ်ရဆုံးတငယ်ချင်းဖြစ်သူအန်းစုကိုသာမြင်နေရပါတယ်။ဒီနေရာလေးမှာပဲအပိုင်းလေးကပြီးသွားပြီမို့အပိုင်းကားကိုဆက်လက်ဆောင်မျှော်ပေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အပိုင်းတွေမှာပြန်တွေ့ပါမယ်ပြားတိုင်းမှာလောက်အားပေးခဲ့တုန်းကရှီဝန်းဟာဘကူနဲ့စကားစမိပြောခဲ့ပူပါတယ်ကိုထက်ကတော့ဂျွန်းထေကိုတိုက်ခိုက်နေတွေတင်ပေးနေပြီးတချို့တလေပုံစံမှားနေရင်ဘကူကထောက်ပြနေပါတယ်ဒါကြောင့်ရှီဝန်းလည်းဘကူကိုယ်တိုင်သွားတင်ပေးဖို့ပြောပေမဲ့ဘကူကတော့ဘသူ့ကိုမှတိုက်ခိုက်နေတဲ့တင်မပေးတော့ဘူးဆိုကညင်းလိုက်ပါတယ်ရှီဝန်းကလည်းဘကူကကိုထက်ပါအာကစားသမားတွေလားလို့မေးကြည့်လိုက်ပါတယ်သူတို့နှစ်ယောက်လုံးဟာဂျီကွမ်ဒိုနဲ့တိုက်ကွမ်ဒိုကစားသမားဘဝတွေထိရောက်အောင်လေ့ကျင့်ခဲ့ကြပူပါတယ်ဒါပေမဲ့ရန်ပွဲတစ်ခုမှာတော့ယူနီယံခိုင်းကစောင်းကျကြောင်ကိုထက်ကအပြင်းထန်ဒဏ်ရာရခဲ့ပြီးအယိုးထိပါထိသွားခဲ့ပါတယ်ဆရာဝန်ကလည်းကစားသမားဘဝကိုလက်လွတ်လိုက်ဖို့ဖိအားပေးခဲ့ပြီးကိုထက်အမေဖြစ်သူကလည်းငိုပွဲချခဲ့တဲ့အကြောင်းတွေကိုရှီဝန်းကိုပြောပြနေပါတယ်အဲ့ဒီတုန်းကဆိုရင်ဘကူကစိတ်တွေထိမရခဲ့ပဲငါးကြောင်ဆိုတဲ့အတွေ့အကြုံကတော်တော်ခံရခက်တဲ့အကြောင်းရှီဝန်းကိုရင်ဖွင့်လိုက်ပါတယ်ရှီဝန်းကိုယ်တိုင်ကလည်းအလားတူကိစ္စတွေရှိခဲ့တာမို့အဲ့ဒါကိုအပြစ်ရှိသေးလို့ခေါ်ပြီးတငယ်ချင်းပေါ်အားနာမှုတနာမှုနဲ့ငါးကြောင်ဆိုတဲ့နောင်တတွေအကြောင်းကိုရှီဝန်းကရှင်းပြလိုက်ပါတယ်အရင်တစ်ပိုင်းမှာစောင်းကျင်နဲ့အပြင်းထန်တိုက်ခိုက်ခဲ့ရတဲ့ရှီဝန်းကိုတော့ဘကူကသူ့အိမ်ကိုခေါ်လာခဲ့ပါတယ်။နိုးလာတဲ့ရှီဝန်းကိုလည်းဘကူကတောင်းပန်နေပြီးကိုထက်နဲ့ဂျွန်းထွဲအတက်ပါကျေးဇူးတင်စကားဆိုလိုက်ပါတယ်။နောက်ပြီးတော့ဒီလိုကိစ္စမျိုးလုံးဝမရှိရအောင်သူတာဝန်ယူပေးပါမယ်လို့ပြောလာပါတယ်။ဒါကြောင့်ရှီဝန်းကလည်းရန်သွားဖြစ်မလို့လား။ဒါဆိုရင်ဒီတန်တရားကဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးဆိုပြီးပြောပါတယ်။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ချနေရင်းနဲ့နောက်ဆုံးမှာတော့တရရောက်ထိခိုက်လိုက်မယ်ဆိုတာကြောင့်ဘကူလည်းနာဘဲကျင်ငယ်ငယ်ကအကြောင်းကိုတတိယသွားပါတယ်။နာဘဲကျင်ငယ်ငယ်ကအမြဲနိုင်ချင်းခံခဲ့ရပြီးဘကူကပဲကူညီပေးခဲ့ရတာပါမျက်နှာပြတ်သွားတဲ့ဘကူကိုလည်းရှီဝန်းကမေးကြည့်တော့နာဘဲကျင်တဲ့ငယ်တငယ်ချင်းတွေဆိုတာကိုသိလိုက်ရပါတယ်တစ်ချိန်ကအရန်ချစ်ခဲ့ရတဲ့တငယ်ချင်းတစ်ယောက်ဟာသူနဲ့စမ်းကျင်ဘက်ကိုရှောက်နေတာမို့လမ်းမပေါ်ကိုဆွဲခေါ်ခဲ့ပါတယ်ဒါပေမဲ့နာဘဲကျင်ကပါမလာပဲအနိုင်ကျင့်ခံဘဝကနေအနိုင်ကျင့်တဲ့သူဘဝကိုရောက်လာတာမို့ဘကူကစိတ်ပြက်နေတာပါဘလို့ပဲဆိုအောင်တော့တငယ်ချင်းတွေရောဖခင်ဖြစ်သူကိုပါထိခိုက်လာနေပြီမို့ဘကူလည်းအရှုံးပေးလိုက်ပါတယ်နာဘဲကျင်ကိုလည်းငါတကယ်အရှုံးပေးပြီမို့ငါကမင်းရဲ့လက်အောက်ကခိုင်းဘက်တကောင်မဲဆိုပြီးပြောလာပါတယ်နာဘဲကျင်ကိုယ်တိုင်ကလည်းဘကူကိုခိုင်းဘက်တကောင်အောက်ဆွဲတကောင်လို့မတတ်မှတ်ပဲတငယ်ချင်းတစ်ယောက်လိုပဲတတ်မှတ်ထားတယ်သူပါဘာပဲပြောသူ့ရဲ့ယူနီယံခိုင်းတဲ့ကိုသူ့အချစ်ရဆုံးတငယ်ချင်းဘကူလာတော့မယ်ဆိုတာမို့နာဘဲကျင်လည်းဝမ်းသာရပါတယ်ရှီဝန်းချောင်းနဲ့ဒဏ်ရာရခဲ့ပြီးရဲစခန်းထိပါရောက်သွားသူစောင်းကျဲကိုတော့နာဘဲကျင်ကိုယ်တိုင်လာကြိုးပါတယ်နောက်ပြီးတော့သူတို့ရဲ့စန့်ကျင်ဘက်ခိုင်းသားတွေကိုအမြဲနှိပ်စက်တဲ့ကိုတောင်စီကိုခေါ်လာခဲ့ပါတယ်ရဲစခန်းကိုရောက်သွားတဲ့စောင်းကျဲကိုလည်းရဲတွေကိုဘာပြောလိုက်သေးတယ်လဲလို့နာဘဲကျင်ကတန်တရားကြီးစွာနဲ့မေးနေပါတယ်အကောင့်တူကိုသူနဲ့စောင်းကျဲပဲသိတာမို့မင်းဘာလုပ်ခဲ့လဲဆိုတာတန်တရားဝင်มาတော့တယ်တစ်ဖက်ကစောင်းကျဲကလည်းအသက်ကိုရင်းပြီးတော့နာဘဲကျင်ခိုင်းတာတွေကိုလှုပ်ပေးခဲ့ပေမဲ့တန်တရားဝင်ခံရတာမို့ဒေါသထွက်လာပါတယ်ဒါကြောင့်ပဲအလုပ်ကိစ္စမှာအဆင်ပြေလားဒဏ်ရာကတတ်တတ်လားလို့တခါမှမမေးခဲ့ပဲတန်တရားတွေဝင်နေတဲ့နာဘဲကျင်ကိုအချင်းပေါက်သွားပါတယ်ပြီးတော့ဒဏ်ရာရနေပြီမို့သူခိုင်းကနေခဏနာမှဖြစ်ပြီးသူ့ကိုလာမရှာတော့နဲ့လို့ပြောကစောင်းကျဲကထွက်သွားပါတယ်နောက်တစ်နေ့မှာတော့အเจ้าကပြန်လာတဲ့နာဘဲကျင်စီကိုအပေါ်ကထောက်ပံ့ပေးနေတဲ့ခိုင်းကတွေးချင်တဲ့ဆိုပြီးလာခေါ်ပါတယ်နာဘဲကျင်ကလည်းအခုမှအားသေးတာမို့ပြီးရင်ဆက်သွယ်လိုက်မယ်ဆိုကရင်ကျေးစွာပြောပါတယ်ဒါပေမဲ့အမိန်ပေးတယ်လို့အတန်နဲ့အတင်းလိုက်ခဲ့ဖို့ခေါ်နေပြီးကိုထိလက်ရောက်ပါထိပါလာတာမို့နာဘဲကျင်လည်းပြန်တီးပါတယ်နှစ်ယောက်တစ်ယောက်ဖြစ်ပြီးအတန်မမျှပေမဲ့နှစ်ကောင်လုံးကိုထိနာအောင်တွေ့ပေးလိုက်ပြီးရင်ဆက်သွယ်လိုက်မယ်ဆိုကပြောလာပါတယ်တစ်ဖက်ကရှီဝန်းကတော့ထုံးစံတိုင်းအเจ้าကိုလေးပင်စွာရောက်လာပြီးတငယ်ချင်းဖြစ်သူတွေကလည်းစောင့်ကြိုနေကြပါတယ်သူကိုယ်တိုင်ကတငယ်ချင်းတွေမဟုတ်တော့ဘူးလို့အပြက်ပြောခဲ့ပေမဲ့ဘာမှစိတ်ထဲမထားကြပဲညီကိုရင်းတွေလိုခင်မင်နေတာမို့ရှီဝန်းလည်းစွန့်အားနေခဲ့ရပါတယ်ဒီလိုနဲ့ပဲရှီဝန်းဂျွန်းထဲကိုထက်နဲ့ဘကူတို့ကအเจ้าမှာတငယ်ချင်းတွေဖြစ်လာပြီးတပူပူတွဲဖြစ်လာပါတယ်အခသားဆိုတာကိုဘာမှမသိတဲ့ရှီဝန်းကိုလည်းဘတ်စကတ်ဘောကစားနည်းတွေသင်ပေးပြီးဘဝကြီးကပျော်စရာကောင်းလာတယ်လို့တွေးနေကြပါတယ်
ဒါပေမဲ့ကိုထက်ကတော့ယူနီယံခိုင်းသားတယောက်ကိုဒဏ်ရာရအောင်လုပ်ခဲ့ပေမဲ့ဘာမှတုံ့ပြန်မလာတာမို့စိတ်ထင်နေပါတယ်ဘာကူကတော့ဒီကိစ္စကိုသူဖြေရှင်းထားပြီးပြီလို့သာခက်ပေါ့ပေါ့ပြောလာပါတယ်အဲ့ဒီအချိန်မှာပဲဘာကူစီကိုဖုန်းတကောဝင်လာပြီးရဲစခန်းကဖြစ်ပါတယ်ဒါကြောင့်ဘာကူလည်းတငယ်ချင်းတွေကိုအခြားအကြောင်းပြကရဲစခန်းစီကိုရောက်လာခဲ့ပါတယ်ထုံးစံတိုင်းအတက်လင်ပြီးလာဝဲတဲ့ယူနီယံခိုင်းသားတွေကြောင့်ဖြစ်ပြီးအဖေဖြစ်သူကလက်ပါလိုက်မိတာမို့အချုပ်ပါကျနေပါတယ်သူကိုယ်တိုင်တောင်ယူနီယံခိုင်းတွေကိုဝင်ခဲ့ပြီးနာဘဲကျင်လက်အောက်ခံဖြစ်ပေနေတာတောင်သူ့ဖေကိုဒုတိယကျင်ထိပါနေတဲ့နာဘဲကျင်ကိုဘာကူလည်းဖုန်းခေါ်ပါတယ်ဘဲကျင်ကတော့ဖုန်းမကင်ပဲမင်းတငယ်ချင်းတွေနဲ့မိမိသားစုဝင်တွေကိုမထိခိုက်ချင်ယူနီယံခိုင်းတွေကိုဝင်လာဆိုကမက်ဆေ့ပို့လာပါတယ်ဖခင်ဖြစ်သူအတွက်စိတ်တူနေတဲ့အပြင်နာဘဲကျင်ကိုပါတက်ချင်နေတဲ့ဘာကူလည်းတုံးချခံခိုင်းသားတွေအပေါ်သူ့စိတ်တွေကိုပုံချလိုက်မိပါတယ်နာဘဲကျင်ထံကိုလည်းကလေးတွေတီးခံရတယ်ဆိုပြီးဖုန်းဆက်ပေမဲ့ဘာကူကိုဘာမှမလုပ်ဖို့သာပြန်ပြောလိုက်ပါတယ်သူတို့ရဲ့ဘိုးလေးယုံလေးမှာတော့ထောက်ပံ့နေသူတထေးချွဲကရောက်နေတာကြောင့်ဒိုးဆောင်မိုတို့ကနာဘဲကျင်ကိုတတိလာပေးပါတယ်တထေးချွဲဆိုသူကတော့သူတို့စီးပွားရေးလုပ်ငန်းမှာနှောက်ယှက်တွေရှိလားဆိုပြီးနာဘဲကျင်ကိုမေးပါတယ်ဘာမှထွေထူးမရှိဘူးဆိုတဲ့နာဘဲကျင်ရဲ့အဖြေကြောင့်ဆေးလိပ်ပြာခွက်ကိုတထေးချွဲဆိုသူကထိုးချလိုက်ပါတယ်နောက်ပြီးတော့စောင်းရည်ဆိုတဲ့ကောင်ကြောင့်ရဲစခန်းကဖုန်းဆက်လာတဲ့အကြောင်းနဲ့ကိုယ့်အပိုင်းမှာကိုတာဝန်ယူထားဖို့ပြောပြီးထွက်သွားပါတယ်တစ်ဖက်ကရှင်ဝင်းကတော့အင်ကိုနောက်ကျမှရောက်လာတာမို့အမေဖြစ်သူကအဆူနေပါတယ်မျက်နှာမှာဒဏ်ရာတွေလည်းရလာတဲ့အပြင်ကျောင်းလဲပုံမှန်မတက်တော့တာမို့လူမိုက်တွေနဲ့ပေါင်းနေရလားဆိုကစိုးရိမ်နေကြီးမေးပါတယ်ဘလို့ပဲဖြစ်ဖြစ်သူစဉ်းစားထားပြီးပြီမို့နိုင်ငံခြားကိုသာပညာသင်သွားရန်ရှင်ဝန်းကိုပြောလာပါတယ်ရှင်ဝန်းကလည်းမသွားခြင်းဘူးလို့ညင်းတော့မိခင်တယောက်ကသားသမီးတယောက်ကိုဒီလောက်မှဆုံးမခွင့်မရှိဘူးလားဆိုကပြဿနာတွေတက်ကြပါတယ်ဒါကြောင့်ရှင်ဝန်းလည်းကျမ်းမာရေးမကောင်းခဲ့တာမို့ငယ်စဉ်ကသူ့ဂယူးမဆိုင်ခဲ့တဲ့မိခင်ကိုအခုလည်းဒီတိုင်းဂယူးမဆိုင်ဖို့ပြောလိုက်မိပါတယ်ဒါကြောင့်မိခင်ဖြစ်သူလည်းစိတ်မကောင်းဖြစ်ပြီးငိုချလိုက်မိပါတယ်ရှင်ဝန်းကလည်းစိတ်တွေအဆင်မပြေတော့တာမို့တငယ်ချင်းဖြစ်သူစူဟိုကိုရင်ဖွင့်လိုက်မိပါတယ်ကျောင်းရောက်ပြန်တော့လေယူနီယံခိုင်းသားတွေနဲ့ရန်ဖြစ်ခဲ့တဲ့ဆိုတဲ့ဘာကူရဲ့သတင်းကပြက်နေပြီးဘာကူလည်းကျောင်းကိုမလာပါဘူးကျောင်းမလာပဲအိမ်မှာခွေနေရင်ငါတို့ခိုင်းစီကိုလာမယ်ဆိုရင်တငယ်ချင်းတွေနဲ့ဖခင်ကိုမထိဘူးဆိုတဲ့မက်ဆေ့လေးကိုဘာကူကကြည့်နေပါတယ်အဲ့ဒီအချိန်မှာပဲရန်ဖြစ်ခဲ့တဲ့ဆိုတဲ့သတင်းကြောင့်ဘာကူရဲ့အဖေကလာရောက်စုပူပြီးစံကုန်မြေလေးတစ်ဖွဲဆူငေါက်ပါတယ်ကျောင်းမတက်ချင်ရင်လည်းတနေ့ရမှငွေရှာဖို့နဲ့ငါမင်းကိုကျွေးထားရတာကဘလောက်ကောင်ကုန်နေထင်လဲဆိုကအပြစ်တင်ပြောဆိုလာပါတယ်ဒါကြောင့်ဘာကူကလည်းအခုလိုနေရတာကဘလူးကြောင့်လဲလို့ပြန်မေးလိုက်ရင်ထွက်သွားပါတယ်အိမ်နဲ့အဆင်မပြေဖြစ်လာတဲ့ဘာကူစီကိုတော့နာဘဲကျင်ကဆက်သွယ်လာပြီးပထမဆုံးအလုပ်ကိုခိုင်းပါတယ်လိုက်ကလပ်တစ်ခုအတွင်းကိုတွားရကသူတို့ပေးထားတဲ့ဓာတ်ပုံတွေကလူကိုရှာရပါတယ်ဒါကြောင့်စောကျေကမြောက်ဝင်လာဆိုကတွားပြီးတော့လူကောင်ကြီးနဲ့တယောက်ကထားလာပါတယ်ဘာကူကလည်းစိတ်ထဲမှာပါပေမဲ့လုပ်ငန်းသဘောတရားအရမို့တောင်းပန်နေတော့မှပဲပါရိုက်တာကိုခံခဲ့ရပါတယ်ဒီတော့ဘာကူလည်းအားနာမနေတော့ပဲနန်ချောက်ကိုပြစ်ထိုးလိုက်ပါတယ်နောက်ပြီးတော့နာဘဲကျင်စီဖုန်းခေါ်ပြီးဓာတ်ရိုက်ပြောခိုင်းလိုက်တာမို့သူတို့စောကျဲကျောင်းလေးကလည်းယူနီယံခိုင်းရဲ့လက်အောက်ကိုရောက်သွားပါတော့တယ်အားနာသွားတဲ့ဘာကူကတော့ဝန်တကောင်းပေးခဲ့လိုက်ပြီးဆေးဖို့လို့ပြောကထွက်သွားပါတယ်နိုင်ငံခြားထိကျောင်းပြောင်းရတော့မဲ့ရှီဝန်းစီကိုတော့ကိုထက်တို့ကရောက်လာကြပါတယ်လိမ့်စာကိုလည်းဆရာဖြစ်သူစီကတီးခဲ့ရတာဖြစ်ပြီးအဆင်ပြေရင်သူတို့နဲ့အပြင်သွားဖို့ခေါ်ပါတယ်ဒါကြောင့်ရှီဝန်းကလည်းကိုထက်တို့နဲ့လိုက်လာပြီးဘတ်စကတ်ဘောကစားကြပါတယ်ရှီဝန်းကျောင်းပြောင်းတော့မဲ့အကြောင်းကိုလည်းဆရာဖြစ်သူစီကတီးခဲ့ရတာမို့ဘာကူကိုအာယုံစိုက်မနေပဲကိုအတွက်ကိုပဲအာယုံဆိုင်ဖို့ကိုထက်ကပြောပါတယ်သူလည်းတစ်ခါမှလေရင်မစီးဘူးတာမို့ရှီဝန်းကိုအားကြတယ်လို့ပြောပြီးတယောက်ကိုတယောက်ကောင်းကောင်းမြင်နေခဲ့ပေမဲ့ခွဲခွာရတော့မှမို့စိတ်မကောင်းဖြစ်တဲ့အကြောင်းနှုတ်ဆက်လိုက်ပါတယ်သူတို့ကိုညီကိုအရင်လိုစိတ်ပူတတ်သူဘာကူစီကိုတော့ရှီဝန်းကဖုန်းခေါ်ကြည့်ပါတယ်မလာစဘူးရှီဝန်းရဲ့ဖုန်းမို့ဘာကူလည်းကိုင်းလိုက်ပြီးရှီဝန်းကတော့ဘယ်ရောက်နေလဲဆိုကမေးလိုက်ပါတယ်ဘေးမှာလည်းကိုထက်တို့ရဲ့ပျော်ရွှင်နေတဲ့အတန်ကိုကြားတာမို့သူ့ကြောင့်နဲ့အနေရမများစီကျင်တော့တဲ့ဘာကူကတော့မသိလဲရတယ်ဆိုကခက်ပြက်ပြက်ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ဘာကူလည်းနာဘဲကျင်တို့ဘိုးလေးယုံကိုရောက်လာတော့ခေါင်းဆောင်နာဘဲကျင်ကိုတိုင်လာစောင့်နေပါတယ်နောက်ပြီးတော့ဒီယူနီယံကိုင်းရဲ့အဖွဲ့ဝင်သစ်ဖြစ်ကြောင်းသူချစ်ရဆုံးတငယ်ချင်းဘာကူကိုမိတ်ဆက်ပေးလိုက်ပါတယ်တစ်ဖက်ကရှီဝင်းကတော့တကယ်ပဲစင်ကာပူကိုတွားရတော့မှမို့လေသိပ်ထိပါရောက်နေပါတယ်မိခင်ဖြစ်သူကလည်းတာသမီဖြက်စီမှာစိုးတာကြောင့်အလောတကြီးစီစဉ်လိုက်ရပြီးနောက်လာကြရင်သူပါလိုက်လာမယ်လို့အားပေးနေပါတယ်အဲ့ဒီအချိန်မှာပဲအရင်တစ်ခါကမနှုတ်ဆက်လိုက်ရတဲ့ဂျွန်းထဲကရှီဝင်းစီကိုဖုန်းဆက်လာပါတယ်တောင်းတစ်ခုခုရှိလို့လားဆိုပြီးရှင်ဝင်းကမေးကြည့်လိုက်တဲ့အခါမှာတော့သူတို့၃ယောက်စလုံးဟာကိုမဝင်နေတဲ့စိုးဝအကြောင်းကိုသိခဲ့ရပြီဖြစ်ကြောင်းပြောလာပါတယ်အဲ့ဒီကိစ္စမှာလည်းသူတို့မြင်ရတဲ့လောက်တော့ရှင်ဝင်းရဲ့အမားမဟုတ်ပဲဘာမှမတက်နိုင်တဲ့ကံတရားသာဖြစ်တဲ့အကြောင်းမရဲတရဲနဲ့ပြောလာပါတယ်ဒါကြောင့်သူတို့အကြာကြီးမရင်းနှီးခဲ့ရပေမဲ့ကို့အမားဆိုတဲ့စိတ်ကိုဖျောက်ပြီးအကြောင်းကိုကောင်းကောင်းတက်ဖို့ပြောကနှုတ်ဆက်တကားဆိုလာပါတယ်ဘလောက်ပဲတမချင်းအောင်ဆောင်နေတဲ့ရှင်ဝင်းလည်းသူ့ဘက်ကရက်တီပေးခဲ့ပြီးညီကိုတွေလိုခင်ကြရတဲ့သူတွေကိုနောက်တစ်ချိန်ခွဲခွာရတော့မှမို့မျက်ရည်တွေစီးကြလာပါတယ်ဒါကြောင့်ပဲစင်ကာပူကိုမသွားတော့ပဲတငယ်ချင်းတွေရှိရမှာပဲနေတော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်းကပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အပိုင်းတွေမှာပြန်တွေ့ပါမယ်နိုင်ငံခြားမသွားတော့ပဲကျောင်းမြန်တက်နေသူရှီဝန်းကြောင့်ကိုထက်တို့လည်းပြောနေကြပါတယ်ဒါပေမဲ့ရှီဝန်းကတော့ယူနီယံခိုင်းထဲကိုဝင်သွားတဲ့ဘာကူအကြောင်းကိုပဲမေးနေပြီးဖုန်းလက်ဆက်လို့မရအကြောင်းလဲလာမတက်တဲ့အကြောင်းကိုပြောပြနေပါတယ်သူတို့အတွက်ကြောင့်နဲ့ဘာကူကသူမလုပ်ချင်တဲ့လုပ်တွေကိုလုပ်နေရတာမို့ဘာကူကိုပြန်ခေါ်ကြရအောင်လို့ရှီဝန်းကပြောလာပါတယ်ဖက်ကဘာကူကတော့ဟောင်ရှင်းထက်တန်းကျောင်းကကောင်တွေကိုနာဘဲကျင်ရခိုင်းစီမှုနဲ့ပုံစံပေးနေရပါတယ်ဘာကူဘာကောင်လဲဆိုတာကိုမသိတဲ့ကျောင်းသားကလည်းဘာကူကို၃ချက်ဆင့်ထိုးတာမို့ဘာကူကတော့ပြီးပြီလားလို့သာပြန်မေးလိုက်ပါတယ်နောက်ပြီးတော့နန်ချားကိုတစ်ချက်ပစ်လက်တီတစ်ချက်ကျွေးလိုက်ပြီးအမှောက်
သိလိုက်ပါတယ်စိတ်မပါတဲ့အလုပ်ကိုနာဘဲချင်းရဲ့အကြက်ကင်မှုကြောင့်လုံနေရတဲ့ဘာကူကတော့မှောက်နေတဲ့ចောင်းသားကိုမနာတမ်းဆက်ထိုးပါတယ်ဒါကြောင့်ယူနီယံအကောင်တွေလည်းဝင်ဆွဲခဲ့ရပြီးဘာကူကတော့မင်းတို့လိုချင်နေတာဒါပဲမဟုတ်လားဆိုကပြန်မေးလိုက်ပါတယ်အလုပ်တွေပြီးသွားပြီမို့နာဘဲချင်းနဲ့လာတွေ့တဲ့ဘာကူကိုတော့ငွေတွေအထက်လိုက်ထုတ်ပေးပါတယ်ဘာကူကလည်းမင်းဟာပရာဟိတသမားလားလို့ပြန်မေးလိုက်ပေမဲ့နာဘဲချင်းကတော့မင်းဖေတန်းငွေဆောင်ရမှာမို့ဒီတိုင်းနာယူသွားဖို့ပြောပါတယ်ဒီပတ်စံတွေကိုယူပြီးရင်လည်းဘလို့ဆိုးတာတွေကိုခံအောင်မှလဲဆိုပြီးဘာကူကလည်းမေးခွန်းတွေများနေခဲ့ပါတယ်အရာရာကိုကြောက်တက်ပြီးအမြဲအနိုင်ကျင့်ခံနေရတဲ့စာချပိုးလေးနာဘဲချင်းကနေဘာလို့အခုလိုပြောင်းလဲသွားရလဲဆိုပြီးဘာကူကစိတ်မကောင်းစွာမေးရင်းနဲ့ပြန်ထွက်လာခဲ့ပါတယ်လမ်းမှာတော့သူ့တငယ်ချင်းနာဘဲချင်းចောင်းတွေကိုဘာကူတယောက်ပြန်တွေးနေမိပါတယ်ចောင်းသားတယောက်ကိုအညာတာမဲ့ထိုးနေသူနာဘဲချင်းကိုဘာကူကလာတားနေရပြီးဓာတ်တွေအကုန်မင်းတင်ထားတာကိုဘာလို့လာတားတာလဲဆိုတဲ့နာဘဲချင်းရဲ့စကားကိုသာပြန်ကြားနေခဲ့ရပါတယ်နာဘဲချင်းပြောင်းလဲလာတာကိုလည်းသူတင်ပေးခဲ့တဲ့တိုက်ခိုက်နည်းတွေចောင်းတို့တွေးလိုက်မိပြီးနောင်နာတွေရနေခဲ့ပါတယ်ရှီဝန်းတို့သုံးကောင်ကတော့ចောင်းလဲမလားဆက်သွယ်လဲမလုပ်တဲ့ဘာကူတို့အိမ်ကိုလိုက်လာခဲ့ကြပါတယ်အိမ်မှာတော့ဘာကူကိုမတွေ့ရပဲအဖေဖြစ်သူနဲ့တာတွေ့ခဲ့ရပါတယ်ဘာကူကိုတွေးဖို့လာခဲ့ပေမဲ့ဘာကူအိမ်ပြန်မလာလဲကြာပြီဆိုတာကိုအဖေဖြစ်သူထံကနေသိလိုက်ရပါတယ်ဒါကြောင့်ဘာကူနဲ့တွေ့ခဲ့မယ်ဆိုရင်တနေ့ရာမှာတေတာပဲဖြစ်ဖြစ်အိမ်ပြန်လာပြီးတော့ကြက်ကြော်နီးကိုတင်တာပဲဖြစ်ဖြစ်လုပ်ဖို့ရှီဝန်းတို့ကိုမှားနေပါတယ်စကားပြောမတတ်ပဲပြောချင်ရကိုပြောတတ်သူရှီဝန်းကတော့ဘာကူကအဖေပေါ်ဘာတွေများလုပ်ခဲ့လို့လဲဆိုပြီးပြန်မေးလိုက်ပါတယ်သူတို့မြင်ရတဲ့လောက်တော့ဘာကူကစိတ်ထားကောင်းပြီးတော့အเจ้าမှလည်းသူ့ကိုလေးစားအားကြတဲ့သူတွေရှိနေကြောင်းထပ်ပြောပါတယ်တကယ်တော့ဘာကူကပြဿနာမဟုတ်ပဲအဖေဖြစ်သူကသာပြဿနာဆိုပြီးအာမနာတန်ထပြောနေတာမို့နှင်းထုတ်တာကိုခံခဲ့ရပါတယ်ကိုထက်ကတော့သူငငယ်လေးတဲ့ကဘာကူနဲ့ပေါင်းလာတာဖြစ်ပြီးအဖေဖြစ်သူရက်မူးလာတိုင်းသူတို့အိမ်မှာဘာကူကလာဆော့တက်တဲ့အကြောင်းတွေကိုရှင်းပြပြီးပြန်လာခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့ယူနီယံခိုင်းကိုတွားရှုံးမိလို့အထိနာသွားရတဲ့ချွဲဝမန်းစီကိုရှင်ဝင်းတို့ရောက်လာကြပါတယ်ဘာကူနဲ့ဆက်သွယ်မရတာမို့ယူနီယံခိုင်းသားတွေရဲ့တီနီယာကိုမေးတာဖြစ်ပြီးတစ်ချိန်ကရွှေထီးဆောင်ခဲ့ရသူချွဲဝမန်းကတော့ကောင်းကောင်းမွန်မွန်ပြန်မဖြေခဲ့ပါဘူးဒါကြောင့်ကိုထက်လည်းအင်အားသုံးဖြေရှင်းဖို့လုပ်ပေမဲ့ပြဿနာထပ်မတက်ချင်တာမို့တောင်းပန်စကားဆိုလိုက်ပါတယ်ချွဲဝမန်းလည်းယူနီယံခိုင်းသားတွေကဘိုလင်းယုံဒါမှမဟုတ်ရင်ဒေဆောင်မို့တော်ဆိုင်ကဆိုင်မှာရှိမဲ့အကြောင်းပြောပြလိုက်ပါတယ်ယူနီယံခိုင်းအကြောင်းကိုဘာမှနားမလည်သေးတဲ့ကိုထက်တို့ကလည်းချွဲဝမန်းကိုရှင်းပြခိုင်းလိုက်ပါတယ်ဘိုလင်းယုံဆိုတာကတော့နာဘဲကျင်မန်နေဂျာလုပ်နေပြီးဦးစီးနေရတဲ့နေရာဖြစ်ကငွေမဲခတ်ဝါချတဲ့နေရာပါရှင်ကတော့တထေးချွဲဖြစ်ပြီးလူမိုက်လောက်ကရသမျှငွေတွေကိုဘိုလင်းယုံနဲ့မော်တော်ဆိုင်ကလုပ်ငန်းတွေမှာခဝါချနေတာဖြစ်ပါတယ်ခိုင်းသားတွေကိုလည်းလာစာအမြောက်အများပေးထားပြီးတရမဝင်လည်းပတ်နေတဲ့လုပ်ငန်းဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဒေဆောင်မော်တော်ဆိုင်ကဆိုတာကလည်းမော်တော်ဆိုင်ကတွေကိုလိုက်ခိုးပြီးနံပါတ်ပြတွေပြောင်းဆေးတွေမှုတ်ခါသုံးဆောင်တွေအကုန်လုံးကိုချိန်ပြီးပြန်ရောင်းတာမျိုးဖြစ်ပါတယ်အဲ့လိုလိုင်စင်မဲ့ခိုးဘိန်းတွေကိုဈေးပေါ်ပေါ်နဲ့လိုင်းပေါ်မှာတင်ရောင်းတာဖြစ်ပြီးဝယ်ယူသူရဲ့စည်ရင်းတွေကိုလည်းချုပ်ကင်ထားကြပါတယ်နောက်ပြီးတော့တိုးတွေလည်းပွားထားတာမို့သူတို့ရောင်းသမျှကိုပြန်ခိုးနေပြီးငချင်းစီနဲ့ငချင်းပြင်ကျော်နေတဲ့တခိုးလုပ်ငန်းဖြစ်ကြောင်းထပ်မံရှင်းပြပါတယ်ရဲကိုလည်းတိုင်လို့မရပဲငွေပေးချေရင်ဘဏ်အကောင့်တူတွေငွေသားတွေကိုသာအတုံးပြကြပါတယ်။ဒါပြင်ရဲတွေကိုပါလက်ထိုးထားတာမို့ရဲတွေကလည်းလက်ဆောင်ကြတယ်လို့ဆိုပါတယ်။ဒီလိုတထေးကိုင်းမို့စင်ရသားလေးဘောက်ကူကဝင်သွားတာဆိုတဲ့ချွဲဝမန်းရဲ့စကားကြောင့်ကိုထက်ကလည်းထဆဲပေးရပါတယ်။ယူနီယံကိုင်းကိုအစာမကြီးတဲ့ချွဲဝမန်းကတော့မင်းတို့တိုက်ခိုက်ရင်ငါပါပါဝင်မယ်လို့ပြောနေပြီးသူ့မှလည်းတပည့်တွေရှိကြောင်းအားတက်တရောပြောလာပါတယ်။ဒါပေမဲ့ရှီဝန်းကတော့မင်းရဲ့အကူအညီကိုမလိုဘူးလို့သာပြတ်သားစွာပြောလာခဲ့လိုက်ပါတယ်။တခါမှမောမကြည့်ရတဲ့ဂျွန်းထဲကတော့ချွဲဝမန်းကိုဘာလဲလို့ပြန်អော်ခဲ့ပြီးထွက်လာခဲ့လိုက်ပါတယ်။ကိုထက်ကတော့ယူနီယံခိုင်းသားတယောက်ကိုရိုက်နှက်ပြီးဘာကူရဲ့အကြောင်းကိုမေးမယ်လို့ထပြောပါတယ်။ဒါကြောင့်ရှင်ဝန်းကလည်းတားလိုက်ပြီးငါမှအကြံရှိတာမို့ရံမဖြစ်ပဲငင်ငင်လေးနေဖို့သာပြောခဲ့လိုက်ပါတယ်။တစ်ဖက်ကဘာကူကတော့မရောက်တာကြာပြီဖြစ်တဲ့အိမ်ကိုပြန်လာပြီးအတုဖေဖြစ်သူဒဏ်ငွေဆောင်ရဖို့အတွက်နာဘဲချင်းပေးလိုက်တဲ့ငွေတွေကိုလာပေးတာပါ။အဲ့ဒီအချိန်မှာပဲဆိုင်ငယ်ပုံတပုံကိုပို့လာတာမို့နာဘဲချင်းကိုဖုံးဆက်ကြည့်လိုက်တဲ့အခါမှာခိုးရမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ကျောင်းသားတွေကိုရိုက်နှက်နေရတာနဲ့တင်နောက်ကျောမလုံတဲ့ဘာကူကအခုလိုတခိုးလို့ကိုပါလောက်ရတော့မှာမို့ခက်ခဲနေပါတယ်။ဒါပေမဲ့လည်းပေးထားတဲ့ငွေကိုလည်းယူခဲ့ပြီးပြီမို့တကောင်းတက်တော့ညာနဲ့မနေတော့ပါဘူး။ရှီဝန်းကတော့အချစ်ဆုံးတငယ်ချင်းတွေကနေတလန်းစီရောက်သွားခဲ့ကြတဲ့နာဘဲကျင်နဲ့ဘာကူတို့ရဲ့အကြောင်းကိုတွေးနေမိပါတယ်။ဒါကြောင့်ပဲဘိုးလင်းယုံကိုတယောက်တည်းရောက်လာခဲ့ပြီးနာဘဲကျင်ကိုတွေးချင်ကြောင်းပြောလာပါတယ်။ယူနီယံခိုင်းသားတွေကလည်းသူတို့ရဲ့ဒုခေါင်းဆောင်ဖြစ်သူစောင်းကျယ်ကိုနိုင်ယူခဲ့တဲ့သူမို့ရှီဝန်းကိုဝိုင်းပြီးပြဿနာရှာကြပါတယ်။ဒိုးဆောင်မုံနဲ့ဘဲတုံအားကလည်းရှီဝန်းကိုနှုတ်ဆက်နေပေမဲ့ရှီဝန်းကတော့မင်းတို့နဲ့မတွေးချင်ပဲနာဘဲကျင်နဲ့သာတွေးချင်ကြောင်းပြောတာမို့အခြေအနေတွေကတင်းမာလာပါတယ်။ဘဲတုံအားကလည်းတွေးချင်ရင်ခဏထိုင်ဆောင်ဖို့နဲ့ပြင်းလာပြီဆိုရင်တော့ဘိုးလင်းကစားဖို့ပြောပြီးဆိုင်ကိုပိတ်ချလိုက်ပါတယ်။တစ်ဖက်ကကိုထက်တို့နှစ်ကောင်ကလည်းဒဲဆောင်မော်တော်ဆိုင်ကစီကိုတွားနေကြပြီးကြောက်တက်တဲ့ဂျွန်းထဲကတော့ရှီဝင်းပြောသလိုညင်နေလိုက်ဖို့တားနေရပါတယ်။တော့ပြဿနာရှာမှာမဟုတ်ပဲဒီနေရာကဒဲဆောင်လားဆိုတာကိုသိချင်ရုံတက်တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ပဲဂျွန်းထဲကိုပဒင်းပေါက်ကနေတက်ချီခိုင်းပြီးတေးချောင်းအတီးပြုတ်လိုက်ပါတယ်။ဒါဟာဒဲဆောင်ဆိုတာကိုအတီးပြုတ်ပြီးတာနဲ့သူတို့ကစောင့်နေမှာဖြစ်ပြီးဘာကူပြန်ထွက်လာရင်ဒါမှမဟုတ်ဘာကူဝင်သွားမယ်ဆိုရင်သူတို့မိပြီဆိုပြီးအစီအစဉ်ချကြပါတယ်။ဘာကူကတော့လမ်းတစ်လျှောက်
မှာ CCTV မရှိတဲ့နေရာတွေကိုလေ့လာနေပြီးနာဘဲကျင်ခိုးခိုင်းတဲ့ဆိုင်ကယ်ကိုထိုင်ဆောင်နေပါတယ်။ဆိုင်ကယ်လာတာနဲ့နောက်ကလိုက်သွားပြီးတွန်းပြီးခိုးဖို့လုပ်ပါတယ်။အဲ့ဒီချိန်မှာပဲကိုထက်စီကဖုံးဝင်လာပြီးဘာကူကလည်းချပစ်လိုက်ပါတယ်။လူမိုက်လုပ်တွေလုံးနေရတာကိုတောင်လွန်လာပြီလို့ထင်နေတဲ့ဘာကူကမှတခိုးလုပ်တွေလာခိုင်းနေတာမို့ဘာကူခမလည်းတိုင်ပတ်လာပါတယ်။ဒါကြောင့်ကိုထက်ရဲ့ဖုံးကိုမကင်ပဲရှောင်နေလိုက်တာပါ။သူ့ဖုံးကိုမကင်တဲ့ကိုထက်ကလည်းစိတ်တွေတိုးတာပြီးအထဲကိုဝင်ဖို့ပြင်လိုက်ပါတယ်။ဘာကူကိုအော်ခေါ်ပေမဲ့အထဲကဘာမှတုံ့ပြန်မလာတာကြောင့်စိတ်ဆက်တဲ့ကိုထက်လည်းခိုးဝင်ဖို့လုပ်ပါတယ်။တစ်ဖက်ကဘိုလင်းယုံမှာလည်းနာဘေးကျင်စီကဖုံးဝင်လာတာမို့ဒိုးဆောင်မို့တို့ကလည်းထွက်သွားကြပါတယ်။ဘာမှနားမလည်သေးတဲ့ရှီဝင်းကတော့ဒီတိုင်းပဲနာဘေးကျင်ကိုထိုင်ဆောင်နေလဲပါ။ကိုထက်တို့ကလည်းတဲဆောင်အသွင်ထိခိုးဝင်ကြပြီးဘာကူရှိရာကိုရှာကြပါတယ်။အဲဒီမှာတော့ဘာကူရဲ့ဘောင်းမီနဲ့အတူချွဲဖို့မှန်ပြောလိုက်တဲ့ဆောက်ရွက်စာတန်းတွေကိုတွေ့တာမို့တကားကိုဖျက်ပြီးဝင်มาတော့တယ်။ဘိုလင်းယုံစီကိုတော့နာဘဲကျင်ကရောက်လာပြီးရှင်ဝင်းနဲ့စကားပြောကြပါတယ်ထပ်တွေ့တယ်မလို့တော့ပေမဲ့ဘာလို့ရောက်လာတာလဲဆိုတဲ့အမေးကိုတော့တီးကျင်တာလေးရှိလို့ဆိုပြီးရှင်ဝင်းကပြန်ဖြေပါတယ်နာဘဲကျင်လို့ချမ်းသာပြီးစာတော်တဲ့ထိတ်တန်းကျောင်းသားတယောက်ကဘာလို့လူမိုက်လုံနေလဲဆိုပြီးမေးပါတယ်အဲ့ဒီလှုပ်ဝက်ချက်ကိုလည်းဘာကူကတိထားတာမို့အကြက်ကင်ထားရလားဆိုကနာဘဲကျင်ကိုတဲ့မေးလိုက်ပါတယ်နာဘဲကျင်အတွက်တငယ်ချင်းလို့သတ်မှတ်ထားတဲ့ဘာကူကမင်းကိုတငယ်ချင်းလို့တွေးမိတောင်ထင်လို့လားဆိုတဲ့ရှင်ဝင်းရဲ့စကားမှာတော့နာဘဲကျင်လည်းအရှိုက်ထိခဲ့ရပါတယ်အကြောင်းဒဲဆောင်ကိုခိုးဝင်နေတဲ့ကိုထက်တို့ကိုပြလိုက်ပြီးငါတို့မှလည်း CCTV ရှိတဲ့အကြောင်းပြောလာပါတယ်ဒါကြောင့်ရှင်ဝင်းလည်းကိုထက်တို့စီသွားမယ်လို့ပေမဲ့နာဘဲကျင်ကတားလိုက်ပါတယ်။နီးရနဲ့တိုက်ခိုက်တဲ့ရှင်ဝင်းကိုလည်းအသားအရကာကွယ်နေတာမို့တိုက်ပွဲကပြင်းထန်လာတော့မှာပါ။အဲဒီချိန်မှာပဲဘာကူကရောက်လာပြီးရှင်ဝင်းနဲ့နာဘဲကျင်စကားများနေတာကိုပြဿနာထပ်မတက်စေချင်တာမို့ရှင်ဝင်းကိုဆွဲခေါ်သွားပါတယ်။ဒီကိုလိုက်လာတာလဲဆိုကအော်ဟစ်ပြီးမေးမြန်းတော့ကိုထက်တို့အန္တရာယ်ရှိနေပြီမို့အမြန်သွားခဲ့မှရမယ်အကြောင်းရှင်ဝင်းကပြောလာပါတယ်။သူတယောက်ထဲတောင်ဘာလို့ဘာကန်ရမှမသိတဲ့ဘာကူလည်းတငယ်ချင်းတွေကသူ့အတွက်နဲ့ဒုက္ခရောက်နေပြီဆိုတဲ့စိတ်ကြောင့်စိတ်တွေကရှုပ်လာပါတယ်။အဲဒီချိန်မှာပဲနာဘဲကျင်ကထွက်လာတာမို့ရှင်ကိုအရင်သွားခိုင်းလိုက်ပါတယ်။နာဘဲကျင်ကတော့သူခိုးခိုင်းလိုက်တဲ့ဆိုင်ကယ်ကိုသာမေးနေပြီးဘာကူကလည်းခိုးမလာခဲ့ပါဘူး။သူ့ဘဝထဲကလူတွေကိုစိတ်တိုင်းကျလုံနေတာကိုလည်းစိတ်ကုန်နေပြီမို့မင်းနဲ့ကဘယ်တော့မှတဲ့မှာမဟုတ်တဲ့အကြောင်းပြောလာပါတယ်။နောက်ပြီးတော့တငယ်ချင်းတွေလည်းမဟုတ်တော့ပဲဒီတိုင်းဒဇိန်းတွေပဲမို့မသိချင်အောင်ဆောင်နေဖို့ကအပြက်ပြောလိုက်ပါတယ်။နာဘဲကျင်ကလည်းဘာကူကိုတကယ်တန်ရောစင်ရှိခဲ့ပေမဲ့ရှုပ်တဲ့လမ်းတွေမတူတာမို့တလန်းစီဖြစ်သွားခဲ့တာပါ။ဒါကြောင့်ပဲအချင်းချင်းတိုက်ခတ်ခဲ့ကြပြီးကောင်းကောင်းနေဖို့သာပြောရင်ဘာကူကထွက်သွားပါတယ်။တစ်ဖက်ကကိုထက်တို့ကလည်းနာဘဲကျင်ရဲ့ဖိုင်တွေကိုရှာနေကြပြီးဘာမှမသိတာမို့စံတဝဝဖြစ်နေတာပါ။နောက်ဆုံးမှာတော့ဆိုင်ကယ်ရောင်းဝယ်စရင်ကိုတွေ့သွားပြီးမို့ပြန်ထွက်ကြဖို့လုပ်ပါတယ်။အဲဒီချိန်မှာပဲဒိုးဆောင်မို့တို့ရဲ့ယူနီယံခိုင်းသားတွေကရောက်လာကြပြီးကိုထက်တို့ကိုတိုက်ခိုက်ပါတယ်။ကိုထက်ကလည်းတိုက်ခိုက်ရေးသမားဖြစ်ခဲ့ပေမဲ့အများနဲ့တယောက်ဖြစ်နေတဲ့အပြင်ဒဏ်ရာပါရှိဘူးလားမို့ကျွန်းထဲကဝင်ကူပေးရပါတယ်။ဒီလိုနဲ့ပဲဒုတ်တချောင်းကိုအုံပြူကလူအုပ်ကြားကဖောက်ထွက်ပြီးခြေဦးတက်ရာကိုပြေးရပါတော့တယ်။ကိုထက်တို့စီကိုလာနေတဲ့ရှင်ဝန်းစီကိုလည်းစေးရုံကဖုံးဆက်လာပြီးအန်းစုကိုအရေးပေါ်အခြေအနေဖြစ်နေတာမို့လာခဲ့ဖို့ခေါ်ပါတယ်။ချင်းတဲ့ချက်ထဲမှာဘယ်တင်ငယ်ချင်းကိုရွေးရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲကိုတင်ကားတစ်စီးကရှင်ဝန်းစီကိုဝင်လာပါတော့တယ်။ဒီနေရာလေးမှာပဲဇလန်းလေးကပြီးဆုံးသွားပြီမို့နောက်ထပ် episode တွေမှာပြန်တွေ့ပါမယ်။အရင်တစ်ပိုင်းမှာတဲဆောင်မို့တော်ဆိုင်ကယ်ကနေပြေးလာရတဲ့ကိုထက်တို့နှစ်ကောင်ကတော့ပုံနေကြပါတယ်။အများတန်းနိုင်ကျင့်ခံနေရတာမို့ပုံနေကြဖြစ်သူကျွန်းထဲကြောင့်ပဲယူနီယံကိုင်းကနေလွတ်လာပြီလို့ထင်ထားခဲ့ပေမဲ့ဘဲတုံဟာကကျွန်းထဲကိုဆွဲခေါ်သွားပါတယ်။ရိုင်းနှက်ကန်ကြောက်နေတာမို့ကျွန်းထဲလဲထွက်ပြေးရပြန်ပါတယ်။ကိုထက်ကလည်းလိုက်မယ်လို့ပေမဲ့ဒိုးဆောင်မို့ကတားလိုက်ပြီးအပြင်းထန်တိုက်ခိုက်ပါတယ်။တစ်ဖက်ကကျွန်းထဲကိုလည်းဘဲတုံဟာကမိသွားတာမို့အယောင်းဝယ်စရင်ကိုပြန်လူယူသွားပြီးရိုင်းနှက်ပါတယ်။ကိုထက်ကလည်းဒိုးဆောင်မို့ထိုးသမားကိုခံနေရပြီးဘာမှပြန်မလုပ်နိုင်တော့တဲ့အချိန်မှာပဲဘာကူကရောက်လာခဲ့ပါတယ်။နောက်ပြီးတော့အောက်ဆွဲကောင်တွေကိုလည်းတစ်ချက်စီအထိနာအောင်ထိုးလိုက်ပါတယ်။အဲ့ဒီချိန်မှာနောက်ကရောက်လာတဲ့ဆိုင်ကယ်သမားရဲ့တန်တုံးနဲ့ရိုက်တာကိုခံလိုက်ရပြီးဒုံဟာကပါထိုးတာကိုခံလိုက်ရပါတယ်။ဒေါသထွက်နေတဲ့ဘာကူကတော့ဘဲဒုံဟာကိုလည်းနန်ကြားကိုတစ်ချက်ထိုးလိုက်ပြီးအဆုံးတက်လိုက်တာမို့ဒိုးဆောင်မို့ကတော့သွေးပြက်နေခဲ့ပါတယ်။ဒါကြောင့်ဒိုးဆောင်မို့ကပါအတိတရာကင်းမဲ့သွားလက်ပင်းညစ်ထားတာမို့ကိုထက်ကတားနေရပါတယ်။ကျွန်းထဲစီကိုလည်းဖုန်းတကောဝင်လာပြီးမို့ကျွန်းထဲကပါဘာကူကိုလာတားရပြီးရှီဝိုးဆေးုံရောက်နေတဲ့အကြောင်းပြောလာပါတယ်။ကားအစီတန်းကြောင့်ဆေးုံရောက်နေသူရှီဝင်းစီကိုတော့ဘာကူတို့သုံးရလဲရောက်လာကြပြီးရှီဝင်းကတော့အိယာပေါ်လဲလျက်ပါဒီမိနေတဲ့ရှီဝင်းကတော့ပျော်ပါနေကြတဲ့ဘာကူတို့၃ယောက်ကိုသာမြင်နေရပြီးဘုံစောကတော့ငါတို့၃ယောက်ကလည်းအရင်ကအဲ့လိုပြောခဲ့ဘူးကြောင်းအေးဆက်စွာပြောလာပါတယ်။နောက်ပြီးတော့အကုန်လုံးထိခိုက်မှာဖြစ်ပြီးဖြက်စီးသွားမှာမို့ငါနဲ့သာနေခဲ့လိုက်ဆိုတဲ့ဘုံစောရဲ့စကားကိုတော့ရှီဝင်းကတောင်းပန်ပါတယ်လို့သာပြန်ပြောနိုင်ခဲ့ပါတယ်။ရှီဝင်းကိုစောင့်နေကြတဲ့ဘာကူတို့၃ယောက်စီကိုတော့အမေဖြစ်သူကရောက်လာပြီးရှီဝင်းတင်ငိမ့်နေပြီမို့အိမ်ပြန်ဖို့ပြောလာပါတယ်။ခဏလောက်တွေးချင်တာမို့ထပ်ဆောင်နေပါမယ်ဆိုတဲ့ဘာကူတို့ရဲ့စကားကိုလည်းသူ့သားကိုထပ်မပတ်သက်ပဲဒီတိုင်းနဲ့ပြန်သွားဖို့မိခင်ဖြစ်သူကပြောပြီးထွက်သွားခဲ့ပါတယ်။တစ်ဖက်ကနာဘဲကျင်ကလည်းအယောင်းဝယ်စင်းမှာတရွက်ပြောက်နေတာမို့ဘဲတုံဟာတို့ကိုစူပူနေပါတယ်။ဘဲတုံဟာတို့ကလည်းပြန်ယူလာခဲ့ပါမယ်လို့ပြောရင်ဘာကူကဘာလို့ဒဲဆောင်ကိုရောက်လာတာလဲဆိုတဲ့အကြောင်းကိုမေးခွန်းပြန်ထုတ်ပါတယ်။ဒါကြောင့်နာဘဲကျင်လည်းငါကလိုက်ရှင်းပြနေရမှာလားလို့မေးကအကုန်လုံးကိုမောင်းထုတ်ပစ်လိုက်ပါတယ်။တစ်ဖက်ကဘာကူကတော့ယူနီယံကထွက်လိုက်ပြီးမို့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ရောက်တဲ့ခါမှာတော့တူထင်ထားတာနဲ့ပြောင်းလဲနေပြီးဖခင်ဖြစ်သူဟာအိမ်ပြန်လာရင်ထမင်းစားဖို့ပြောပါတယ်။နောက်ပြီးတော့ဟင်း
တွေပါထည့်ကျွေးနေတာမို့ဘာကူလည်းအံ့ဩနေခဲ့ရပါတယ်ဘာကူယူလာတဲ့ငွေတွေကိုလည်းဘဲကားရှာလာလည်းမသိပေမဲ့သူတကယ်မလိုအပ်တာမို့ပြန်ပေးလိုက်လို့သာပြောလာပါတယ်သူဒီလိုပြောင်းလဲလာတာကလည်းဘာကူကိုလာရှာတဲ့တငယ်ချင်းတွေကထက်မြက်တဲ့ကလေးကြောင့်ဆိုတာကိုရှင်းပြလိုက်ပါတယ်နောက်ပြီးသူ့ထက်ပိုတော်တဲ့ဘာကူကတငယ်ချင်းကောင်းတွေလည်းရနေပြီမို့တေချာခရူးဆိုင်ဖို့မှာပါတယ်ထက်မြက်တဲ့တငယ်ချင်းဆိုတာနဲ့ရှင်အောင်ဆိုတာကိုတန်းတည့်ရဲ့ဘာကူကတော့သူ့အတွက်နဲ့ဆေးရုံကိုရောက်နေရတာမို့စိတ်မကောင်းစိတ်ကဝင်လာပါတယ်အပြစ်ရှိစိတ်တို့ညှိထွားလိုက်ရင်မျက်ရည်တွေကလည်းထိမရအောင်စီးကြလာပါတော့တယ်ကျွန်းထဲကတော့အယောင်းဝယ်ဆိုင်ရွက်လေးကိုကိုင်ရင်ငါသာရှေဝန်းဆိုရင်ဘာလို့မလဲလို့တွေးနေခဲ့ပါတယ်ဒါကြောင့်ရက်စကန်စီကိုရောက်လာပြီးဆိုင်ရွက်ကိုထုတ်ပြပေးမယ်အချက်လက်မပြေဆုံးတာမို့အေးအေးယူလို့မရကြောင်းပြန်ပြောလိုက်ပါတယ်သူတို့ရှာပေးထားမှာမို့ထားခဲ့လိုက်ဆိုတဲ့ရဲကိုလည်းမယုံတော့ကချွဲဟိုမှပြောခဲ့ဘူးသလိုရဲတွေကိုပါလက်ထိုးထားတဲ့ဆိုတဲ့စကားကြောင့်ကျွန်းထဲလည်းမထားခဲ့ပါဘူးဒါပေမဲ့ရက်စကန်ကအပြန်မှာတော့ယူနီယံခိုင်းသားတွေနဲ့တိုးပြီးကျွန်းထဲလည်းဖမ်းခံလိုက်ရပါတယ်ယူနီယံခိုင်းသားတွေကတော့ကျွန်းထဲကိုထိုးကြိတ်ကြပြီးစရင်ဆက်ရွက်ကိုပါမီးရှို့ပစ်လိုက်ပါတယ်နောက်ပြီးတော့နာဘဲကျင်စီဖုံးခေါ်ကတက်တေကိုဖျက်ဆီးလိုက်ပြီးဖြစ်ကြောင်းပြောတော့ကျွန်းထဲကိုဖုံးပေးခိုင်းလိုက်ပါတယ်တရားကိုစေးဆက်သေးချာသူနာဘဲကျင်ကတော့တပ်ပုံရယူထားသေးလားယူထားသေးရဲ့ဆိုရင်လည်းဖျက်လိုက်ဆိုကကျွန်းထဲကိုပြောလာပါတယ်ကျွန်းထဲကတော့ဘတ်ကိုတို့၃ယောက်ကိုမထိဘူးဆိုရင်ဖျက်ပေးမယ်ဆိုပြီးညှိနှိုင်းနေပေမဲ့အဲ့ဒီစာရွက်ကအရေးမကြီးကြောင်းနာဘဲကျင်ကပြန်ပြောပါတယ်မကြည့်ဘူးဆိုရင်ဘာလို့စိုးရိမ်နေတာလဲလို့ကျွန်းထဲကလည်းပြန်မေးလိုက်ပေမဲ့တကယ်အရေးမကြီးတာမို့အဲ့မှသာတေးလိုက်ဖို့ပြောရင်ဖုံးချသွားပါတယ်ဒါကြောင့်ခိုင်းသားတွေလည်းကျွန်းထဲကိုရိုက်နှက်နေတော့မှပဲစောင်းကျဲကအိတ်မရတာကြောင့်ထလာခဲ့ပါတယ်ဂျူနီယံရဲ့လူတစ်လေးတွေမို့စောင်းကျဲကိုလည်းဂိုင်းကထွက်သွားပြီလို့ထင်နေကြပြီးစောင်းကျဲကတော့သူ့ကိုယ်သူမိတ်ဆက်ပေးနေရပါတယ်ဒီကျွန်းထဲကိုလည်းသူတို့ခိုင်းတယ်လို့လှုပ်လိုက်ဖို့နဲ့မဟုတ်ရင်တကယ်တည်သွားလိမ့်မယ်ဆိုကအပြော့ဆွဲကြည့်ပါတယ်ဒါပေမဲ့ကျွန်းထဲကတော့မလှုပ်ချင်ဘူးလို့သာပြန်អော်နေတာမို့ဦးငင်းချောင်းကကောင်တွေကအင်အားသုံးလို့မရကြောင်းနားလည်လိုက်ပါတယ်ဒါကြောင့်ပဲစောင်းကျဲကဘာကောင်လဲဆိုတာကိုမသိသေးတဲ့ခိုင်းသားတွေကိုပုံစံပေးခဲ့လိုက်ပြီးဘာခုတို့ကိုလှမ်းခေါ်လိုက်ပါတယ်သူ့အတွက်နဲ့ကျွန်းထဲခမရဒုက္ခရောက်နေပြီမို့ဘာခုတို့လည်းအပြည့်ရောက်လာတော့ယူနီယံခိုင်းသားတွေကိုပုံစံပေးထားတဲ့စောင်းကျဲနဲ့တိုးပါတယ်ဘလို့ပဲရန်သားတွေရှိခဲ့အခုခေတ်မှာတော့ကျွန်းထဲကိုကဲခဲ့တာမို့ဘာခုကစောင်းကျဲကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်စောင်းကျဲကတော့ခွေးစကားတွေပြောမနေဘူးပြောရင်ရှင်ဝန်းကအုံချင်းချောင်းရဲ့ခေါင်းဆောင်နဲ့တူကြောင်တစ်ဖက်လှည့်ပြီးတွေးထိုးပါတယ်ဒါပေမဲ့ဘာခုကတော့အင်းလို့သာပြောခဲ့ရင်ပြေးထွက်သွားပါတယ်နာရီတက်နေတဲ့နာဘဲကျင်စီကိုတော့တတိကျွဲကရောက်နေပြီးယူနီယံခိုင်းသားတွေကိုလည်းဒူးထောက်ခိုင်းထားပါတယ်နာဘဲကျင်ကလည်းသူ့ရဲ့လူတွေကိုဘာလုပ်နေတာလဲဆိုကဒေါ်တော်တကြီးမေးလိုက်တော့ရင်ကျေးမှုတင်ပေးနေတာဖြစ်ကြောင်းပြန်ပြောပါတယ်ရဲစခန်းကသူ့ကိုဆက်သွယ်လာနေပြီမို့အစတည်းကကောင်းကောင်းစီမံထားဖို့ပြောရင်နာဘဲကျင်ကိုစူငေါက်ပါတယ်ယူနီယံခိုင်းသားတွေရှိမှခိုင်းကောင်းဆောင်ဖြစ်သူနာဘဲကျင်ကလည်းသူ့ထက်ကလူဖြစ်နေပေမဲ့စူးစူးဝါးဝါစိတ်ကြည့်နေလိုက်ပါတယ်ဒါကြောင့်တထေးချွဲကလည်းငါပြန်မလာချင်တာမို့ကို့ပိုင်းကိုနိုင်အောင်ထိန်းလို့ဒုတိယထက်ခေါက်တတိပေးရင်ပြန်ထွက်သွားပါတယ်တစ်ဖက်ကဘာကူတို့ကတော့ကျွန်းထဲကိုတေးလာရပြီးဘာလို့ဖမ်းခံရလဲဆိုတာကိုမေးကြည့်ကြပါတယ်ကျွန်းထဲကတော့သူစာရွက်တစ်ရွက်ကိုဖျဲခဲ့တာဖြစ်ပြီးရဲကိုသွားအပ်တဲ့ခါမှာရဲတို့ရဲ့လက်ချက်ကြောင့်ပဲအဖမ်းခံခဲ့ရကြောင်းပြန်ဖြေပါတယ်ဘာကူခမရမှာတော့သူ့အတွက်နဲ့ပဲတငယ်ချင်းတယောက်ရဲ့နာဂတ်ဟာပြီးဆုံးသွားခဲ့ရပြီးတယောက်ကတော့ဆေးရုံမှာမိမျောနေကနောက်တစ်ယောက်ကရစရာမရှိအောင်ထိုးနှက်ခံရတာကိုတွေးရင်အပြစ်ရှိစိတ်တွေကဝင်လာခဲ့ပါတယ်ဒါကြောင့်ပဲဒီကိစ္စတွေကိုသူရှင်းမရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့နာဘဲကျင်တို့ចောင်းစီကိုအော်လန်တစ်ခုနဲ့အတူဘာကူကရောက်လာခဲ့ပါတယ်။နောက်ပြီးတော့အခန်းတစ်ကနာဘဲကျင်ဆိုတဲ့ကောင်ဆိုပြီးဘိုင်နှင်းတက်ပြီးဖျဲပါတယ်။ယောက်ျားပြီးတပွဲလောက်ချရအောင်လို့စိန်ခေါ်ပြီးငါတို့အချင်းချောင်းကမင်းတို့ယူနီယံကိုင်းကိုနိုင်ရင်ဂိုင်းကိုဖျက်သိမ်းရမယ်ဆိုပြီးတဲစိန်ခေါ်လိုက်ပါတယ်။ခိုထက်စီကိုလည်းဖုံးဆက်ကနာဘဲကျင်ကိုစိန်ခေါ်ခဲ့ပြီးမို့ကျောင်းမှာလူစုထားလို့သာလှမ်းအသိပေးလိုက်ပါတယ်။ဦးချင်းချောင်းမှာတော့အင်အားကြီးတဲ့ယူနီယံဂိုင်းကိုဘာကူတို့ချင်းထိုးတော့မယ်ဆိုတဲ့သတင်းကပြက်နေပြီးတယောက်တစ်မျိုးပြောနေကြပါတယ်။ဒီအချိန်မှာပဲကိုထက်ကဦးဆောင်ကစီယုံရေးဆဆင်ပါတယ်။သူတို့ဦးချင်းချောင်းသားတွေဟာယူနီယံကိုင်းကိုမြင်တာနဲ့ကြောက်နေရပြီးယူနီဖောင်းကိုမြင်တာနဲ့အထိုးခံရတာကိုလည်းမရှက်ဘူးလားဆိုကစိတ်ကိုစွပေးလိုက်ပါတယ်။နောက်ပြီးတော့တက်ရောက်မှုတိုင်းမှာတက်ပြန်တက်ရောက်မှုရှိတယ်ဆိုတဲ့နယူတန်ရဲ့နေရာမှာကိုရွေးပြရင်သူတို့နဲ့တူတူယူနီယံကိုင်းကိုဖြိုခွင်းဖို့စီယုံပါတယ်။တစ်ဖက်ကနာဘဲကျင်တို့ကလည်းယူနီယံကိုင်းကိုတိတ်ချပြင်ဆင်နေကြပါတယ်။ရမဖြစ်ရဆိုတဲ့စာသားကိုလည်းအွန်ချင်းချောင်းဖိုက်တင်းဆိုပြီးဘာကူကပြောင်းရေးခဲ့လိုက်ပါတယ်။နောက်ပြီးတော့သူ့အတွက်နဲ့ဆေးရုံရောက်နေရသူရှင်ဝင်းစီကိုရောက်လာကအဖြစ်ရှိစိတ်အားနာစိတ်နောင်နာတွေနဲ့တူငေးကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူကရောက်လာတာမို့ဘာကူလည်းတောင်းမဲ့စကားဆိုပြီးပြန်ဖို့ပြင်ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့အရင်တစ်ခေါက်ကသူ့စကားတွေလွန်သွားတာမို့ပြန်လဲတောင်းပန်လိုက်ပြီးရှင်ဝန်းကလည်းမစိုးရင်ရကြောင်းပြောလာပါတယ်။အေးပြက်တာတွေများနေတာမို့ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ရအိတ်ဆက်နေတာဖြစ်ပြီးဘယ်ချိန်နိုးတာမလဲဆိုတာမသိတဲ့အကြောင်းရင်ဖွင့်လိုက်ပါတယ်။ဘာကူကလည်းရှင်ဝန်းအတွက်စိတ်မကောင်းနေဖြစ်နေပြီးမျက်ရည်တွေပါကျလာပါတယ်။ရှင်ဝန်းရဲ့အတွင်းစိတ်ထဲမှာတော့ဘုံစောကဆွဲထားနေပြီးဘာကူတို့နဲ့ဆက်ပေါင်းနေရင်ထိခိုက်လိမ့်မယ်ဆိုတာသတိပေးနေပါတယ်။ဘလို့ပဲဆိုတော့ရှင်းဆက်ရမယ့်ဘဝတွေကလည်းရှိနေသေးတာမို့ဘုံစောကိုထားခဲ့လိုက်ပြီးရှင်ဝန်းကပြန်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရှင်ဝန်းလည်းတတိယလာပြီးသူ့တငယ်ချင်းဖြစ်သူစူအိုစီကိုတွားမဲ့လုံနေတာမို့ဘာကူကပဲတားထားရပါတယ်။မင်းတငယ်ချင်းစင်ပြေပါတယ်လို့ဘာကူကပြောနေပေမဲ့ရှင်ဝန်းကတော့တားမရပဲတက်တက်လာလာနဲ့တွားကြည့်ပါတယ်။တကယ်ပဲစူကိုစင်ပြေနေတယ်ဆိုကမှစောင့်နေတဲ့ဘာကူစီကိုရောက်လာပြီးသူစင်ပြေတဲ့အကြောင်းလာပြောပါတယ်။ကျွန်းထဲကတော့ရှင်ဝန်းအတွက်ဝမ်းနေတာရောဝမ်းသာတာကိုပါတစ်ချိန်ထဲမှာဖြစ်နေတာမို့ငိုချလိုက်ဖို့ပြင်ပေမဲ့ယောက်ျားဆိုတာမငိုရဘူးဆိုကဘာကူကဝန်တားလိုက်ပါတယ်။
ဒါကြောင့်ရှင်ဝန်းကလည်းမနေ့ကမင်းလည်းငါကရင်ဘေးမှာငိုခဲ့တယ်လေလို့ထပြောတာမို့ဘာကူလည်းရှက်ကွဲပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်းခုနှစ်ကပြီးပြီမို့ဇက်သိမ့်ပိုင်းကိုဆက်လက်ဆောင်မြော်ပေးပါကျမ်းမာရေးပြန်ကောင်းလာတဲ့ရှင်ဝင်းနဲ့သူဘာကူတို့၄ယောက်ကတော့ရံမွေးနေရာကိုလာကြည့်နေကြပါတယ်။ကိုထက်ကလည်းအစိုးကြီးလာကြည့်တာမို့အနေငယ်ကြောက်စိတ်ဝင်မိတဲ့အကြောင်းပြောတော့ဘာကူကသူရှိတာမို့လူရီအတွက်ကိုမကြည့်ပဲမြင်သမျှကိုထိုးဆိုကတက်ကြွနေပါတယ်။ဒါပေမဲ့ရှင်ဝင်းကတော့သူတို့အနိုင်လိုချင်တယ်ဆိုရင်ပြင်ဆင်ဖို့အချိန်လိုတာမို့ရက်ရွှေ့လိုက်ဖို့ကိုသာဘာကူကိုပြောလိုက်ပါတယ်။ဒါကြောင့်နာပဲချင်းယုံကြည်ရဆုံးသူဖြစ်တဲ့စောင်းကျင်နဲ့လာတွေ့နေပြီးအရင်တစ်ခါကရံပွဲအတွက်တောင်းပန်စကားဆိုလိုက်ပါတယ်။နောက်ပြီးတော့နာပဲချင်းရဲ့အကောင့်တူကိုလည်းသူ့ကိုပေးဖို့တောင်းနေပြီးယူနီယံပြိုကွဲဖို့ရှင်ဝင်းကတွေးထိုးလာပါတယ်။ဒါကြောင့်စောင်းကျင်ကလည်းအကောင့်တူကိုသာပေးမယ်ဆိုရင်ဘာပြန်ရမှာလဲဆိုတဲ့အမေးကိုတော့ယူနီယံပြိုကွဲရင်အဖြစ်တွေကိုမင်းခံစရာမလိုအောင်စီစဉ်ပေးမယ်ဆိုတာကြောင့်စောင်းကျင်လည်းသဘောတူလိုက်ပါတယ်။စောင်းကျင်စီကအကောင့်တူကိုရလာတဲ့ရှင်ဝင်းလည်းချွဲဝုံမန်းစီအကူအညီတောင်းရပြန်ပါတယ်။ယူနီယံကိုဖျက်ဆီးဖို့ရာဆန္ဒရှိနေသူချွဲဝုံမန်းကိုတော့ငွေလွှဲပြည်စာအတုတွေကိုပူပေါင်းဖွဲ့ရစီပို့ခံကနာပဲချင်းကလိန်တော်တဲ့ဖွဲ့အကွက်ဆင်ပါတယ်။ငွေနဲ့ဖွဲ့စည်းထားတဲ့ခိုင်းဖြစ်တာမို့ငွေကိုနာပဲချင်းကလိန်ပါတယ်ဆိုတဲ့ရှင်ဝင်းရဲ့အကွက်တွေကြားမှာယူနီယံခိုင်းကလည်းစတင်တန်တရားဝင်လာခဲ့ပါတယ်။ချွဲဝုံမန်းကတော့သူကျွမ်းကျင်တဲ့ဂုံချောတဲ့အလုပ်နဲ့ပဲယူနီယံနဲ့နာပဲချင်းကြားမှာဝင်မှွေခဲ့လိုက်ပါတယ်။တစ်ဖက်ကဘာကူတို့ကလည်းရှင်ဝင်းဖြစ်ရှင်နေတဲ့ကိစ္စတွေကိုညံမမီတော့တာမို့ကိုထက်နဲ့ကြိုးခုန်နေခဲ့ပါတယ်။ဘလောက်ပဲကြိုးစားငါ့ကိုတော့မမီဘူးဆိုကကိုထက်ကိုဘာကူကစားနောက်နေပြီးစိတ်မလို့ရှာဖို့ကိုလည်းတတိပေးပါတယ်။ကိုထက်ကတော့မင်းလည်းနာပဲချင်းကိုကြောက်နေတယ်မလားဆိုတဲ့မေးမှာတော့ဘာကူလည်းငယ်ဘွားကိုတတိရသွားပါတယ်။အမြဲတမ်းတွဲရှိခဲ့ပြီးအတူကြီးပင်းခဲ့ပေမဲ့အနိုင်ကျင့်ခံရမှုတွေကနေအနိုင်ကျင့်တက်သွားတဲ့နာပဲချင်းကိုစိတ်ထင်နေခဲ့ပါတယ်။တစ်ဖက်ကနာပဲချင်းကလည်းမိမမဲ့ခေယာစီကိုလစဉ်ပုံမှန်လှူဒန်းနေတာမို့ဘဲကားရတဲ့ငွေတွေလည်းမသိပေမဲ့ဆက်လက်မလှူဒန်းတော့ဖို့အပိတ်ခံလိုက်ရပါတယ်။ခုနဲ့ပဲအွန်ချမ်းထက်တန်းကြောင်းနဲ့ကျောင်းမောင်းစုံပေါင်းထားတဲ့ယူနီယံဖွဲ့တို့ရဲ့တိုက်ခိုက်မဲ့နေ့ဟာရောက်ရှိလာခဲ့ပါတယ်။ဘိုးရွာထဲမှာထီးတစ်ချောင်းနဲ့ရက်နေသူဘာကူရဲ့နောက်ကနေတငယ်ချင်းရန်သူတော်ကြီးနာပဲချင်းကဖျက်သွားခဲ့ပါတယ်။လူအင်အားများပြားရှိတဲ့သူတို့ရဲ့ဂိုင်းမှာလည်းလာရောက်ပူပေါင်းသူနဲနေတာမို့နာပဲချင်းကမေးကြည့်ပါတယ်။အကောင့်တုကိစ္စတွေငွေကိစ္စတွေကြောင့်ပဲလာပူပေါင်းတဲ့သူကနဲနေတာဖြစ်ပြီးဒါတွေကရှင်ဝန်းကြောင့်ဆိုတာကိုလည်းသိလိုက်ရပါတယ်။တိုက်ခိုက်မဲ့နေရာစီကိုလာနေတဲ့ရှင်ဝန်းစီကိုတော့နာပဲချင်းရဲ့တက်တွေတွေဟာဘိုးလေးယုံမှာရှိကြောင်းမဆေးပို့လာပါတယ်။နောက်ပြီးတော့ဘယ်သူမှမရှိတာမို့ဝင်ယူဖို့ကိုပါစောင်းကျဲကပြောလာတာမို့ရှင်ဝန်းလည်းဘိုးလေးယုံစီကိုထွက်လာခဲ့လိုက်ပါတယ်။တစ်ဖက်ကကိုထက်တို့ကလည်းတိုက်ခိုက်မဲ့နေရာကိုတွားနေကြပြီးကိုထက်ရဲ့စေယုံမှုကြောင့်အွန်ချင်းချောင်းသားများပြားဟာနောက်ကလိုက်လာခဲ့ကြပါတယ်။ဂွန်ထရာအောက်မှာတော့ချွဲဝုံမန်တို့အုပ်စုကရောက်နေကြပြီးရှင်ဝန်းကူညီတောင်းထားတာကြောင့်ယူနီယံခိုင်အကောင်တွေကိုတီးမယ်ဆိုကတက်ကြွနေကြပါတယ်။ချွန်းထဲကလည်းသူတို့ကိုတချင်လုံးနိုင်ချစ်နေတာကိုခွင့်မလွတ်ပေမဲ့ဒီတနေ့တော့မင်းရဲ့အကူအညီကိုလိုတယ်လို့မရဲတရဲပြောကထွက်သွားခဲ့ပါတယ်။တစ်ဖက်ကရှင်ဝန်းကတော့ဘိုးလေးယုံလေးစီကိုရောက်လာခဲ့ပြီးစောင်းကျင်နဲ့လာတွေ့ပါတယ်။ခင်းစောနေသူစောင်းကျင်ကလည်းနာပဲကျင်ရဲ့တက်တွေအားလုံးဟာဒီဖုန်းထဲမှာရှိတဲ့အကြောင်းပြောပြီးရှင်ဝန်းကိုပေးပါတယ်။ရှင်ဝန်းလှမ်းယူတဲ့အခါမှာတော့စောင်းကျင်ကပြန်ရုပ်လိုက်ပြီးမြောင်းဝင်ဆိုတဲ့ကောင်ကလေဘင်းကိုလာညှစ်ပါတော့တယ်။စောင်းကျင်ကလည်းတဘောကောင်းကြီးအောင်ဆောင်ရတာပင်မဲ့လိုက်တာလို့ပြောကရှင်ဝန်းကိုထားခဲ့ရင်ထွက်သွားပါတယ်။ရှင်ဝန်းကတော့မြောင်းဝင်ရဲ့လက်ချက်နဲ့ပဲတတိမိသွားခဲ့ပါတယ်။တစ်ဖက်ကအွန်ချင်းချောင်းသားတွေကလည်းခေါင်းဆောင်ဖြစ်သူဘာခုစီကိုရောက်လာကြပါတယ်။ရံမဖြစ်ရဘူးလို့သူကိုယ်တိုင်အမိန့်ထုတ်ထားတဲ့ဘာခုလည်းရံဖြစ်ဖို့တက်ကြွနေတဲ့ကောင်တွေကိုစနောက်ရင်ယူနီယံခိုင်းကိုတီးဖို့ချီတက်လာကြပါတယ်။အဲ့ဒီအချိန်မှာပဲရှင်ဝန်းမပါတာကိုသတိထားမိပြီးမေးကြည့်တဲ့အခါမှာဘိုလင်းယုံကိုသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်ဂျွန်ထဲကလည်းရံပွဲမှာဘာခုတို့ကိုလိုအပ်တာမို့သူသွားခေါ်မယ်ဆိုကထွက်သွားပါတယ်။အွန်ချင်းထက်တန်းချောင်းကလည်းတိုက်ခိုက်မဲ့နေရာကိုရောက်လာပြီးမို့ယူနီယံခိုင်းနဲ့ထိတ်တိုက်တွေ့ပါတယ်။ဘာခုကလည်းနာပဲကျင်ကိုလှမ်းခေါ်လိုက်ပြီးဒီနေ့ရှုံးရင်ယူနီယံဖွဲ့ကိုဖျက်သိမ်းပေးရမယ်ဆိုကလှမ်းអော်ပါတယ်။နောက်ပြီးတော့ငါကနာပဲကျင်ကိုတာဝန်ယူလိုက်မယ်ဆိုတဲ့ဘာခုရဲ့စကားရဲ့အဆုံးမှာတော့တိုက်ပွဲကစတင်มาတော့တယ်။ယူနီယံခိုင်းနဲ့အွန်ချင်းချောင်းရဲ့တိုက်ပွဲဟာမိုးတဲ့ရေထဲမှာပြင်းထန်နေပြီးခေါင်းဆောင်နှစ်ယောက်ကလည်းတယောက်စီကိုတယောက်သွားရင်မြင်သမျှကိုထိုးကျိတ်နေခဲ့ပါတယ်။တစ်ဖက်ကရှင်ဝင်းကတော့တိတ်တွေနဲ့ချီနှောင်တော့မဲ့အချိန်မှာပဲတတိယလာပြီးစိတ်လေးပြောက်ကွဲနဲ့ရိုက်ခါတားနိုင်လိုက်ပါတယ်။နောက်ပြီးတော့သူ့စီမှာပါလာတဲ့တန်ဝင်းကိုစွတ်ကထိုးခဲ့ပေမဲ့အင်အားမရတာမို့ဂိုင်းပုတ်တာကိုခံခဲ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဂျွန်းထဲကလည်းရောက်လာပြီးအထိနာနေတဲ့ရှင်ဝင်းကိုတွဲကူပါတယ်။ဒါပေမဲ့မြောက်ဝင်ဆိုတဲ့ကောင်ကရောက်လာပြီးထပ်မံတိုက်ခိုက်တာမို့ရှင်ဝင်းတို့နှစ်ကောင်လည်းအထိနာပြန်ပါတယ်။နှစ်ယောက်တစ်ယောက်ဆိုပေမဲ့အင်အားမရတဲ့တိုက်ပွဲမို့ဂျွန်းထဲပါအပြင်းထန်ဒဏ်ရာရလာပါတယ်။ဒါကြောင့်ရှင်ဝင်းလည်းသူ့ပါလာတဲ့တန်ဝင်းနဲ့ပဲမြောက်ဝင်ကိုညှာမနေတော့ကအဆုံးသတ်လိုက်ပါတယ်။ဂျွန်းထဲကတော့ရံပွဲကိုတားရမှာမို့ရှင်ဝန်းကိုသာတွားခိုင်းလိုက်ပြီးသူတယောက်တည်းစေကဝင်ပြလဲရတယ်ဆိုကပြောလာပါတယ်။ကတိုက်ပွဲကလည်းတော်တော်ပြင်းထန်လာခဲ့ပြီးအရှုံးနဲ့မပေါ်တာမို့အချိန်ကြာလာခဲ့ပါတယ်။ကျောင်းမောင်းစုံပေါင်းထားတဲ့ယူနီယံခိုင်အကောင်တွေနဲ့အွန်ချင်းကျောင်းသားတွေရဲ့တိုက်ပွဲမှာလက်ရည်ကမျှနေတာမို့သူတပြန်ကိုတပြန်ပါပဲ။ဆရာကြီးနှစ်ယောက်ကလည်းအညှိုးတွေကိုလက်အောက်ငယ်သားတွေကိုပုံချနေပြီးတရွေ့ရွေ့နဲ့နီးကပ်လာပါတယ်။အဲ့ဒီအချိန်မှာပဲဂိုင်းအတွက်နဲ့တိုက်ပွဲဝင်နေသူနာပဲချင်းနဲ့တငယ်ချင်းတွေအတွက်တိုက်ပွဲဝင်နေသူဘာကူတို့ကထိတ်တိုက်တွေ့ကြပါတော့တယ်။တိုက်ခိုက်ရေးနီးလန်းတွေပြင်ကိုယ့်ကိုထိုးခံရရင်လက်သီးကိုစုပ်ထားပြီးအကြည့်မ
လွဲနေလို့တင်ပေးခဲ့တဲ့ဘာကူကိုပဲသူတင်ပေးထားတဲ့အတိုင်းနာဘဲကျင်ကတိုက်ခိုက်နေပါတယ်။ကတော့နာဘဲကျင်ရဲ့ဘက်ဘက်လက်ပြင်ကိုပဲအဆက်မပြတ်တိုက်ခိုက်နေပြီးနာဘဲကျင်ကိုအထိနာစေခဲ့ပါတယ်။စိတ်ဓာတ်မှာကြောတဲ့အပြင်ဂိုင်းတစ်ခုလုံးရဲ့ခေါင်းဆောင်မှုလွယ်လွယ်နဲ့လက်မလျှော့တတ်သူနာဘဲကျင်ကတော့လက်တစ်ဖက်ထဲနဲ့တင်အပြင်းထန်ပြန်လဲတိုက်ခိုက်ပါတယ်။တစ်ဖက်ကဘာကူကလည်းငယ်တငယ်ချင်းဆိုရဲ့တန်ရုံးစင်တွေအပြင်လက်ရှိတငယ်ချင်းတွေအတွက်ပါလွန်ဆွဲနေခဲ့ရပြီးနာဘဲကျင်ရဲ့ထိုးချက်တွေအောက်မှာတော့မှောက်သွားခဲ့ပါတယ်။ဒါကြောင့်ယူနီယံခိုင်းသားတွေကလည်းဘာကူမှောက်သွားပြီးမို့ယူနီယံနိုင်မီလို့သာကြွေးကြော်အောင်ပွဲခံကြပါတယ်။နာဘဲကျင်ကလည်းအွန်ချင်းချောင်းဟာသူတို့ရဲ့လက်အောက်ကိုရောက်ပြီးဖြစ်ပြီးဒီဆုံးဖြတ်ချက်ကိုမကျေနပ်ဘူးဆိုရင်လာရောက်တိုက်ခိုက်နိုင်ကြောင်းကြေညာပါတယ်။ဒါကြောင့်ပဲဒဏ်ရာတွေရနေတဲ့ကိုထက်ကလည်းတရွေ့ရွေ့နဲ့အရှိကိုထွက်လာတော့ရှင်ဝင်းကကြော်တက်ကထိုးပွဲတဲ့ကိုဝင်လာခဲ့ပါတယ်။အွန်ချင်းချောင်းရဲ့ကျောင်းသားတစ်ဖြစ်ပေမဲ့တတိရှိသူမို့ဒုကောင်းဆောင်ဖြစ်သတ်မှတ်ခံထားရသူရှင်ဝင်းနဲ့နာဘဲကျင်တို့ရဲ့တိုက်ပွဲဟာလည်းပြန်လည်ပြင်းထန်လာခဲ့ပါတယ်။တနေရာတည်းကိုပဲရည်ရွယ်ချက်ကြီးကထိုးနှက်နေသူရှင်ဝင်းကြောင့်လက်တစ်ဖက်ကျိုးထားတဲ့နာဘဲကျင်ကလည်းခြေထောက်တစ်ဖက်ပါထပ်မံချိုးခံရပါတယ်။ဘလို့ပဲကာကွယ်ရှင်ဝင်းရဲ့ထိုးချက်တွေအောက်မှာနာဘဲကျင်ရဲ့ခြေထောက်တစ်ဖက်ဟာလုံးဝကျိုးသွားခဲ့ပါတယ်။ခြေထောက်တစ်ဖက်လက်တစ်ဖက်ကျိုးသွားခဲ့ပေမဲ့စိတ်ဓာတ်မှာကြောပြီးဘာကူတင်ပေးခဲ့တဲ့တိုက်ခိုက်နည်းတွေနဲ့အထူးကျွမ်းကျင်တဲ့သူနာဘဲကျင်ကတော့ရှင်ဝင်းကိုပြန်လည်နိုင်ယူနေပါတယ်။နောက်ဆုံးမှာတော့နာဘဲကျင်ရဲ့တိုက်ခိုက်မှုထိုးချက်တွေအောက်မှာပဲရှင်ဝင်းတယောက်ကလဲကျသွားခဲ့ရပြန်ပါတယ်။မင်းတို့ကငါ့ရဲ့အမားကိုစောင့်နေရလားဆိုတဲ့နာဘဲကျင်ရဲ့စကားကိုတော့အမားကိုစောင့်နေတာမဟုတ်ပဲယူရချက်ရှိနိုင်ယူလာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဘလို့ပဲထိနာနာရှင်ဝန်းကနာဘဲကျင်ကိုထိနာမှာဖြစ်ပြီးနာဘဲကျင်ထိနာနေပြီဆိုရင်တော့ဘာကူကအဆုံးသက်ပစ်လိုက်ဖို့ကိုကြိုတင်တိုင်ပင်ထားခဲ့တာပါ။ဒါကြောင့်ပဲဘာကူရဲ့နှစ်ချက်ဆင့်လက်သီးမှာနဲ့နာဘဲကျင်တယောက်ဟာပြန်မထနိုင်လိုက်အောင်လဲကျသွားခဲ့ရပါတယ်။ဒီအချိန်မှာတော့အွန်ကျင်ချောင်းသားတွေကလည်းတိုက်ပွဲပြီးပြီမို့ပျော်ရွှင်စွာပြန်သွားကြပြီးယူနီယံခိုင်းသားတွေကတော့အံ့ဩမင်သက်စွာလဲကျနေသူနာဘဲကျင်ကိုငေးကြည့်နေခဲ့ကြပါတယ်။ရှင်ဝန်းကလည်းသူ့ရဲ့မာနတွေသူ့ရဲ့အတ္တတွေအတွက်လမ်းမရောက်ခဲ့ရတဲ့နာဘဲကျင်ကိုဆွဲထုတ်ပေးမဲ့သူတော်မရှိတာမို့တနာစွာကြည့်လိုက်မိပါတယ်ဒီလိုနဲ့ပဲအေးရေးပြက်ခဲ့ရတဲ့ရှင်ဝန်းတို့လည်းအေးရေးဝအောင်အနားယူလိုက်ကြရင်အချိန်တွေပြောင်းလဲလာတာနဲ့မျှတတိယနှစ်ကိုရောက်လာကြပါတယ်တစ်ဖက်ကနာဘဲကျင်ကလည်းအစားအနာပြောက်နေပြီးဘိုးလေးယုံကပါလူဝင်ထွက်မရှိတော့ပါဘူးဒါကြောင့်ပဲနာဘဲကျင်တယောက်အဆင်ပြေပါမလားဆိုကရှင်ဝန်းကတွေးနေတော့ဘာတွေတွေးနေတာလဲဆိုကဘောက်ကူကလာမေးပါတယ်အဲ့ဒီအချိန်မှာပဲရှင်ဝန်းစီကိုဝင်လာတဲ့ဖုန်းတကောကြောင့်တငယ်ချင်း၄ယောက်လည်းနေရာတစ်ခုစီကိုပြေးသွားကြပါတယ်အဲ့ဒီနေရာမှာတော့အချိန်ကြာမြင့်စွာလဲလျောင်းအိတ်ဆက်နေသူအန်းစုကနိုးထလာပြီးဖြစ်ပြီးရှင်ဝန်းကတော့ရုံကခတ်နေပါတယ်အနားသွားဖို့ကိုကြောင်စီနေတဲ့ရှင်ဝန်းကိုလည်းဘာကူကပဲတွန်းအားပေးလိုက်ပြီးစူအိုကိုစကားသွားပြောဖို့ခိုင်းပါတယ်သူ့ကြောင့်လည်းပဲကိုမဝင်ခဲ့ရတဲ့အန်းစုကိုရှင်ဝန်းကဘာမှမပြောနိုင်ခင်မှာပဲသူမရှိတော့အဆင်ပြေလားဆိုပြီးစူအိုကလှမ်းမေးပါတယ်နောက်ပြီးတော့နောက်ကကောင်တွေကဘဒူတွေလဲလို့မေးကတငယ်ချင်းသူတွေပါရနေပြီဆိုတော့အဆင်ပြေတယ်မလားဆိုပြီးနှုတ်ဆက်စကားဆိုလာပါတယ်တစ်ဖက်ကဘိုလင်းယုံလေးစီကိုတော့နာဘဲကျင်ကိုတွေးကျင်တဲ့စောင်းချေကလာရှာပေမဲ့တထေးချွဲဆိုသူနဲ့တာတွေ့ခဲ့ရပါတယ်နာဘဲကျင်မရှိတော့တာမို့နာဘဲကျင်ရဲ့နေရာမှာလဲလူလိုနေပြီးအလုံးလို့ဖို့စောင်းချေကိုခေါ်ပါတယ်သူကိုယ်တိုင်လည်းနာဘဲကျင်ကိုမတွေးတာကြပြီးဖြစ်ပြီးဘယ်ရောက်နေလဲမသိဘူးဆိုကတထေးချွဲကပြောလာခဲ့ပါတယ်အနိုင်ကျင့်ခံဘွားကနေအနိုင်ကျင့်သူအဖြစ်ရွေးချယ်ခဲ့ရင်သူ့မာနတွေသူ့အတ္တတွေနဲ့သူနာဘဲကျင်တယောက်ကတော့လူလောကကြီးကိုနှုတ်ဆက်သွားခဲ့ပါတယ်နေရာလေးမှာပဲဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် series တွေမှာပြန်တွေ့ပါမယ်